မြတ်စွာဘုရားရဲ့သူတော်ကောင်းတရားတွေအထူးသဖြင့်လောကုတ္တရာတရားနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့မဉ္ဇဉ်ပူဉ္ဇဉ်တည်းဟူသောလောကုတ္တရာတရားအဲ့ဒီလောကုတ္တရာတရားဟာလောကမှာတန်ဖိုးအကြီးဆုံးအရာလို့ပြောရမှာပါအဲ့ဒီတန်ဖိုးအကြီးဆုံးအရာဖြစ်တဲ့ဒီလောကုတ္တရာတရားတို့တရားမြတ်ကိုရကျင်တယ်ဆိုလို့ရှိရင်မိမိရဲ့စိတ်ဓာတ်မှာဘလို့အည်အသွေးတွေနဲ့ပြည့်စုံရမလဲဘလို့စိတ်ဓာတ်မျိုးနဲ့တော့ဒီသူတော်ကောင်းတရားကိုမရနိုင်ဘူးမပြည့်စုံစေနိုင်ဘူးဘလို့စိတ်ဓာတ်မျိုးနဲ့မှဒီသူတော်ကောင်းတရားကိုရနိုင်မယ်ပြည့်စုံနိုင်မယ်ဆိုပြီးတော့အရင်နုဒ္ဓမထေရမြတ်ကလောကုတ္တရာတရားတည်းဟူသောသူတော်ကောင်းတရားကိုပြည့်စုံစေနိုင်တဲ့စိတ်ရဲ့အည်အသွေးလောကုတ္တရာတရားတည်းဟူသောသူတော်ကောင်းတရားတွေကိုမပြည့်စုံစေနိုင်တဲ့အည်အသွေးမမီတဲ့စိတ်ဓာတ်အဲ့ဒါတွေကိုကိုတော်မြတ်ကတွေးတော်မူတာအဲ့ဒါကိုဦးဇင်းတို့ဖေးသက်ပေါင်းသူတော်ကောင်းတို့လောကုတ္တရာတရားတည်းဟူသောသူတော်ကောင်းတရားသည်ဘဝမှာတန်ဖိုးအကြီးဆုံးလောကုတ္တရာတရားတည်းဟူသောသူတော်ကောင်းတရားကိုရမှသာလျင်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းနိုင်မယ်အဲ့ဒါလိုသိမြင်နားလည်ထားကြတဲ့တရားဓမ္မတို့ဦးဇင်းတို့တွေအတွက်ဒီလောကုတ္တရာတရားတည်းဟူသောသူတော်ကောင်းတရားတို့တရားမြတ်ကိုရရှိဖို့အတွက်တို့ရဲ့စိတ်မှာဘလို့အည်အသွေးတွေပြည့်စုံအောင်တို့ကြိုးစားထားရမှာလဲဆိုတာကိုသိမြင်နားလည်ခွင့်ရကြ။နောက်အဲ့ဒါကိုဦးဇင်းတို့ဒီကနေ့ညသူတော်ကောင်းတရားနဲ့ထိုက်တန်တဲ့စိတ်ဓာတ်သူတော်ကောင်းတရားနဲ့မထိုက်တန်တဲ့စိတ်ဓာတ်အဲ့လိုမျိုးအကြံဉာဏ်နားလည်မယ်ဆိုရင်လည်းနားလည်လို့ရပါတယ်။နော်အဲ့ဒါအရှင်တို့ကိုရောမြတ်ကြီးတွေးတာကိုမြတ်စွာဘုရားကဖြည့်ဆွတ်ပြီးတော့ထပ်မံပြီးတော့ဟောကြားထားတယ်။အဲ့ဒီသုတ်တံကိုမြင့်မြတ်သူတို့ဤအတွေ့လို့တရားကောင်းစဉ်လေးမှတ်သားပြီးတော့နာယူကြည်ညိုကြရအောင်နော်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေဟာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီမိုးပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယပညာပေဇောတဝိဟတမောဟတမံသာနရမရလောကကရုဝန္တိတုကတံဂတိဝိမု ṭ ံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပေဇောတဝိဟတမောဟတမံအရဟတမေတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူ၏ထသောသာနရမရလောကကရုလူနှင့်မြမတ္တဝါနန္ဒတို့၏ကြောက်တီတန်တုလေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ṭ ံဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလိထိုသဖြင့်ကင်းလွတ်တော်မူ၏ထသောသူကတံတတ္တဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်လာပရမညာကဲ့သို့ပြတ်သားတင်နေသိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဟိုနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယုကျိုးလက်စုံမောဟရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားသူတော်ကောင်းတရားနဲ့ထိုက်တန်တဲ့စိတ်ဓာတ်ကဘယ်လိုစိတ်ဓာတ်မျိုးလဲသူတော်ကောင်းတရားနဲ့မထိုက်တန်တဲ့စိတ်ဓာတ်ကဘယ်လိုစိတ်ဓာတ်မျိုးလဲတနည်းအားဖြင့်ဘယ်လိုစိတ်ဓာတ်မျိုးထားမှသာလျှင်သူတော်ကောင်းတရားပြည့်စုံနိုင်မလဲ
ဘယ်လိုစိတ်ဓာတ်မျိုးနဲ့တော့သူတော်ကောင်းတရားကိုမပြည့်စုံစေနိုင်ဘူးလေဆိုတာကိုအရှင်နုဒ္ဒရာကိုရောမြတ်ကြီးတွေးတဲ့အတွေးကိုအခြေခံပြီးတော့ပိဿပေါင်းသူတော်ကောင်းတို့ဒီကနေ့နာယူကြည့်ရအောင်နော်မြင့်မြတ်သူတို့ဤအတွေ့တဲ့အရှင်အနုရာမထေရမြတ်ဆိုတာကိုဘုရားဘာသာဝင်သူတော်စင်များအားလုံးသိကြဘူးပြီးသားကြားဘူးကြဘူးပြီးသားဒိဗ္ဗစကုအဘိညာဉ်ရမဣတရေရတော်မူတဲ့အရှင်မြတ်နော်လောကဓာတ်တစ်ထောင်ကိုကြည်နိုင်တယ်မြင်နိုင်တယ်သိနိုင်တယ်ဆိုတဲ့အရှင်မြတ်ပေါ့မြင်သောပြတ်သက်ထက်ကနေပြီးတော့မြေကြီးပေါ်မှာစီးပြီးတော့လှဲချထားတဲ့လှဲဘီပေါင်းတစ်ထောင်နော်လှဲဘီတွေကိုနှခမ်းချင်းထိပြီးတော့စီးချထားတယ်အဲ့ဒါပြတ်သက်အပေါ်ဓာတ်ကိုတက်ပြီးတော့အဲ့ဒီလှဲဘီတွေကိုကြည့်တဲ့အခါမှာပြီးပြီးပြင်းပြင်းထင်ထင်ရှားရှားမမြင်ရဘူးလားမြင်ရတယ်အဲ့ဒါလိုပဲလောကဓာတ်တစ်ထောင်ကိုအရှင်မြတ်ဟာသူ့ရဲ့အင်မတန်ဆွမ်းထက်တဲ့ဒိဗ္ဗစကုအဘိညာဉ်နဲ့ကြည်နိုင်တယ်သိနိုင်တယ်မြင်နိုင်တယ်တဲ့ဒီအရှင်နုဒ္ဓမထေရမြတ်ကလူဘဝတုန်းကလည်းပဲသူကအင်မတန်ကြီးကျယ်တဲ့စည်းစိမ်ရှင်ပါဘုံကံလည်းသူကအလွန်ကြီးတယ်မြတ်စွာဘုရားနဲ့ညီအကိုဝမ်းခွဲတော်တယ်သုတ္တရဏမင်းကြီးရဲ့ညီအကိုတော်တဲ့သုတ်ကောရဏဆိုတဲ့မင်းကနေပြီးတော့မွေးဖွားတာသူ့ရဲ့ကိုကမဟာနမင်းကြီးဆိုတာလည်းထင်ရှားတယ်အဲ့ဒါဦးဇင်းတို့မြတ်စွာဘုရားဖြစ်ပြီးကစားဘုရားမြတ်စွာရဲ့သာသနာတော်တွင်ကိုတာကီဝင်မင်းသား6ယောက်စတ္တာတွေကိုခေါ်ပြီးတော့သာသနာတွင်ဝင်လာတယ်ဆိုတာလေပိဿပေါင်းသူတော်ကောင်းတို့ကြားဘူးကြတယ်။နောက်ဦးဇင်းတို့ဗတ္တိယမင်းသားရေဟုတ်လားအရှင်အနုရမင်းသားရေရှင်အာနန္ဒာရေရှင်ဒေဝတထရေကိမိလရေဘဂုရေဆိုပြီးတော့ဟောတာကီဝင်မင်းသား6ယောက်သူတို့ရဲ့စံမုတ်စိတ်ကိုပြုပြင်ပေးတဲ့ဥပါလိဆိုတဲ့စတ္တာတွေကိုခေါ်ပြီးတော့သူတို့လာတာအဲ့ဒါယဟန်ပြုပြီဆိုတော့တာကီဝင်တွေကအလွန်မာနာကြီးတာဆိုတော့သူတို့ရဲ့မာနကိုနှိမ့်ချနိုင်ဖို့ဆိုတဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့သူတို့ရဲ့ကျွန်ဖြစ်တဲ့စတ္တာတွေဥပါလိကိုအရင်ယဟန်ပြုစေတယ်အဲ့ဒါဆိုရင်ဥပါလိကသူတို့ထက်ဝါကြီးသွားတဲ့သဘောယဟန်သိက္ခာကြီးသွားတဲ့သဘောသူတို့အယုဒိပြုရမယ်ပေါ့အဲ့ဒါလိုဖြစ်အောင်သူတို့ကနောက်မှယဟန်ပြုအဲ့ဒီနှစ်ဝါတွင်မှာပဲဦးဇင်းတို့အရှင်ဗတ္တိယကယဟန္တာဖြစ်တယ်အရှင်အနန္ဒာကိုတော်မြတ်ကတော့သောတပတ္တိမေညာကိုရတယ်အရှင်အနုရုဒ္ဓကတော့ဒိဗ္ဗစကုအဘိညာဉ်ကိုရတယ်တဲ့ရှင်ဒေဝဒတ်ကတော့သူကလောကီတမပတ္တိကိုရတယ်သူလည်းမြေရှိုးမိုးပြန်နိုင်တဲ့တကိုးဆွမ်းနဲ့ပြည့်စုံတာပဲနော်ဘဂုတို့ကိမိလတို့ကတော့နောက်မှတရားတို့ရကြတယ်လို့ဆိုတယ်အဲ့ဒါအရှင်ဒုဒ္ဓမထေရမြတ်ကဒိဗ္ဗစကုအဘိညာဉ်ကိုရအထက်မဉ္ဇဉ်ဘုံဉဏ်တရားတို့တရားမြတ်ကိုရဖို့အတွက်သူကြိုးစားတယ်ဒါပေမဲ့တော်တော်နဲ့မရနိုင်ဘူးဖြစ်တယ်အဲ့ဒီတော့သူကဘုဇုစီကိုအကူအညီတောင်းဖို့စဉ်းစားလဲဆိုတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးစီမှာသူကအကူအညီတောင်းဖို့စဉ်းစားတယ်ရှင်သာရိပုတ္တရာဆိုတာကပညာဉာဏ်အင်မတန်ကြီးတာတရင်သုံးဘော်တို့ရဲ့မိကိုအားထားရပေါ့အဲ့ဒါသူသွားပြီးတော့အကူအညီတောင်းတယ်ဘာပြောလဲဆိုတော့ရှင်ဘုရားရှင်သာရိပုတ္တရာတဲ့တပည့်တော်ဟာလောကဓာတ်တစ်ထောင်ကိုဒိဗ္ဗစကုအဘိညာဉ်နဲ့သိနိုင်မြင်နိုင်တယ်ဒီအချက်ပြီးတော့တပည့်တော်ဟာမတွန့်ဆုတ်သောလုံလဝရိယနဲ့ပြည့်စုံဒီကမ္မထာတရားကိုစွမ်းစွမ်းတမန်ကြိုးစားအထုတ်ပြီးတော့တပည့်တော်ဟာထင်သောတတိရှိတယ်တတိတွေလွတ်ပြီးတော့နေတာလည်းမဟုတ်တပည့်တော်ရဲ့ကိုယ်စိတ်ဟာအလွန်လဲအေးချမ်းတယ်စိတ်ဟာတခုတည်းသောအာယုံမှာတည်တယ်လုံးဝမပြန့်လွင့်ဘူးနှစ်အချက်နော်အဲ့ဒါလို့လောကဓာတ်တစ်ထောင်ကိုဒိဗ္ဗစကုဘိညာဉ်နဲ့လည်းကြည်နိုင်မြင်နိုင်သောလုံလဝရိယတတိတမာတိနဲ့ပြည့်စုံသောတပည့်တော်လိုလူတစ်ယောက်ဟာဘာကြောင့်တရားသူတရားမြတ်ကိုမရတာလေတဲ့သုံးအချက်သူဘယ်နှချက်ပြောလိုက်တော့သုံးချက်ပြောတာအဲ့ဒီတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကသေသေးချာချာနားဆိုင်ပြီးတော့ထောက်တယ်အဲ့ဒါလို့သူလည်းလျှောက်ပြီးတော့ဘာပြောလဲဉာဏ်အင်မတန်ကြီးတာကိုရှင်သာရိပုတ္တရာကဘာပြောလဲဆိုတော့ငါရှင်တို့တာတဲ့
သင်ရဲ့တန်တမှာအရှင်ဘုရားတပည့်တော်သည်လောကရတ္တံကိုဒိဗ္ဗစကုအဘိညာဉ်နဲ့သိနိုင်မြင်နိုင်တယ်လို့သင်ထင်နေတာပြောနေတာကိုကအဲ့ဒါသင်တန်တမှာမာနတွေဖြစ်နေတာတဲ့အရှင်ဘုရားတပည့်တော်မှာလုံလဝရိယနဲ့ပြည့်စုံတဲ့မတွန့်ဆုတ်သောလုံလဝရိယအင်မတန်တည်ငြိမ်တဲ့သမာဓိမကင်းလွတ်သောတတိတရားစိတ်ရဲ့ငြိမ်းချမ်းမှုကိုယ်ရဲ့ငြိမ်းချမ်းမှုတခုတည်းသောအာယုံမှာတည်တယ်လို့သင်ပြောနေတာကိုကအဲ့ဒါသင်မှာပြန့်လွင့်နေတဲ့ဥဒိစ္စသဘောမျိုးဖြစ်နေတာငါမှဒီစွမ်းနေရှိတယ်ဒီစွမ်းနေရှိတယ်ဆိုတာကိုကဒါသင်တွေးနေတာပဲတဲ့ဒါဥဒိစ္စဖြစ်နေတာအဲ့ဒီလောက်စွမ်းတတိရှိပါလေကဲနဲ့ဘာကြောင့်တရားသူတရားမြတ်ကိုမရတာလဲလို့သင်အဲ့ဒါလိုတွေးတာကိုကစသင်မှာယုံမှတန်တရားကုတ်ကုတ်ဆတရားတွေဖြစ်နေတာတဲ့တရားဆိုတာအာထုတ်ရင်ရမှာပဲအာထုတ်ပါကလေးနဲ့ဘာကြောင့်မရတာလဲလို့တွေးတာကိုကစတရားရဲ့ပုံမှာသူသိပြီးတော့ခိုင်ခိုင်မာမာယုံကြည်မှုမမြဲသေးဘူးဆိုတဲ့အဓိပ္ပာယ်အဲ့တော့သူ့ရဲ့တန်တမှာအပြစ်ဘယ်နှချက်ထောက်ပြလိုက်တော့၃ချက်ထောက်ပြလိုက်တယ်တော့မာနတွေဖြစ်နေတယ်ဥဒိစ္စတွေဖြစ်နေတယ်တန်တရားကုတ်ကုတ်ဆတွေဖြစ်နေတယ်အဲ့ဒီအချက်၃ချက်ကိုပယ်ရှားပြီးတော့နိဗ္ဗာန်မှာစေလွတ်သောစိတ်သက်ဝင်သောစိတ်ရှိသည်ဖြစ်ပြီးတော့သင်ကြိုးစားမယ်ဆိုလို့ရှိရင်သင်တရားတို့တရားမြတ်ကိုရပါလိမ့်မယ်လို့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကနီးညွန်လမ်းပြမိန့်ကြားတော်မူအဲ့ဒီမှာသူကြိုးစားမယ်ဆိုပြီးတော့ရှင်တို့ဒါဘယ်ထွက်သွားလဲဆိုတော့ဦးဇင်းတို့စေတီတိုင်းမှာဝါတော်ကြီးရှိတယ်အဲ့ဒီဝါတော်တွေကိုထွက်သွားတာအဲ့ဒီစေတီတိုင်းနဲ့ကပ်ရက်မှာဦးဇင်းတို့ဘက်ကတိုင်းတုတုမာရဂီရမြို့ရဲ့အနီးမှာဘေတကာလတောအုပ်ဆိုတာရှိတယ်တဲ့အဲ့ဒီတောအုပ်ထဲမှာမြတ်စွာဘုရားကသတင်သုံးနေတာအဲ့ဒါသူကမြတ်စွာဘုရားသတင်သုံးတဲ့တောအုပ်ရဲ့အရှိဘက်မှာရှိတဲ့ဝါတော်အဲ့ဒီဝါတော်ထဲမှာတပါးတည်းသွားပြီးတော့သတင်သုံးပြီးတော့အပြင်းအထန်သူ15ရက်လောက်ကမ္မထံတရားကိုနေမနာညမနာကြိုးစားအားထုတ်တဲ့ရှင်တို့လားအဲ့လိုကြိုးစားအားထုတ်ပြီးတော့အနည်းငယ်မြပင်ပန်းတယ်ဆိုပြီးတော့သူနားရင်းနဲ့သူ့ရဲ့စိတ်ထဲမှာအတွေးတွေပေါ်လာဒီကနေ့ညနာယူကြည်ညိုကြရမယ်အဓိကတရားကအဲ့ဒါပဲနော်အတွေးတွေပေါ်လာတာသူဘာတွေတွေးလဲဆိုတော့တစ်အချက်ဘေးတပေါင်းသူတော်ကောင်းတို့တည်တည်ချာချာနားဆိုင်မယ်နော်ဘာတွေတွေးလဲဆိုတော့အပိစ္ဆတာယံဓမ္မောနာယံဓမ္မောမဟိစ္ဆတာတဲ့ဟောဒီလောကုတ္တရာတရားသူတရားမြတ်သူတော်ကောင်းတရားသူတရားမြတ်ဆိုတာအလိုနေတဲ့ပုဂ္ဂိုလ်တွေမှာသာလျှင်ပြည့်စုံနိုင်တာအလိုကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့တဏ္ဍာမှာမပြည့်စုံနိုင်ဘူးတဲ့ဒါသူအတွေးပဲနော်အလိုနေသောပုဂ္ဂိုလ်တို့ရဲ့တဏ္ဍာမှာသာလျှင်သူတော်ကောင်းတရားလောကုတ္တရာတရားဆိုတာပြည့်စုံနိုင်တာအလိုကြီးတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသူတော်ကောင်းတရားလောကုတ္တရာတရားမပြည့်စုံနိုင်ဘူးတဲ့အပိစ္ဆအလိုနေတယ်အလိုနေတယ်ဆိုတာကဂုံအင်မတန်ရှိတယ်သူတော်ကောင်းတရားတို့ရဲ့ပြည့်စုံမှသာလေအလိုနေတယ်ဆိုတာကလည်းဖြစ်နိုင်တာကိုနော်ဟိုကလည်းရခြင်းဒီကလည်းရခြင်းဟိုကဖြစ်ခြင်းဒီကဖြစ်ခြင်းအလိုဆန္ဒတွေကကြီးကျယ်များပြားနေတဲ့ပုဂ္ဂိုလ်တယောက်အဖို့ဒီမြင့်မြတ်တဲ့သူတော်ကောင်းတရားပြည့်စုံဖို့ဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေအလွယ်မှတ်ရမှာကအလိုနေသောပုဂ္ဂိုလ်တို့နှင့်သာလဲသူတော်ကောင်းတရားဆိုတာထိုက်တန်တာအလိုကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့သူတော်ကောင်းတရားဆိုတာမထိုက်တန်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောလို့မရဘူးလားရတယ်ဒီထဲမှာအရှင်မြတ်တွေးတာကတော့အလိုနေသောပုဂ္ဂိုလ်တို့ရဲ့တဏ္ဍာမှာသာလျှင်သူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်တာအလိုကြီးတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးဟုတ်တာပေါ့တေချာစဉ်းစားကြည့်နော်အလိုကြီးတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့ကြီးမားတဲ့အလိုတွေကိုဖြည့်ဆည်းဖို့အားထုတ်နေရတာနှင့်ကိုပဲသူတော်ကောင်းတရားဘက်ကိုသူစိတ်ဝင်စားဖို့အချိန်မရှိဘူး။ရံဖန်ရံခါကြိုးကြစိတ်ဝင်စားတော့လည်းပဲတကယ်လက်တွေ့မှာအလိုကြီးနေတဲ့အတွက်ကြောင့်သူလိုချင်တာတွေကိုရဖို့ဖက်ပဲတကယ်တမ်းကျတော့လှုပ်ဖြစ်သွားတယ်။ဒီစိတ်ရဲ့ငြိမ်းချမ်းမှုသူတော်ကောင်းတရားကိုသိဖို့ဒါဥစဉ်တို့လောကုတ္တရာတရားဆိုတဲ့အဆင့်ကိုအသာထားပါအောင်နော်။စိတ်ရဲ့ငြိမ်းချမ်းမှုဘဝမှာအေးချမ်းချမ်းလေးနေရဖို့ဆိုတာလောက်တောင်မှအလိုကြီးတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီဘက်ကိုလှည့်ဖို့မလွယ်ဘူးသူ့ရဲ့ကြီးမားတဲ့အလိုကိုပဲသူဖြည့်ဆည်းနေရတာနဲ့သူ့ရဲ့တန်ဖိုးရှိတဲ့ဘဝတန်ဖိုးရှိတဲ့အချိန်တွေဟာကုန်ခန်းသွားတာပဲများတယ်ဘဝဆိုတာတကယ်တမ်းကတော့အလဲအထက်လုပ်နေရတယ်လို့ဦးဇင်းထင်တယ်ကိုယ့်ဘက်ကလည်းပေးရတယ်သူ့ဘက်ကလည်းပြန်ရတယ်
ကိုယ့်ဘက်ကဘာပေးရလဲကိုယ့်ဘက်ကတော့ဘဝကိုပဲပေးလိုက်ရတယ်အသက်ကိုပဲပေးလိုက်ရတယ်လို့ဦးဇင်းကပြောခြင်းတယ်ဆိုကြပါစို့တရက်နေလိုက်တယ်ဆိုရင်တရက်စာဘဝပေးလိုက်ရတယ်တရက်စာအသက်ပေးလိုက်ရတယ်နောက်ထပ်ဘယ်တော့မှပြန်မရဘူးเนาะအဲ့ဒီနေခဲ့တဲ့ရက်အဲ့တော့ငါဘက်ကပေးလိုက်ရတာကတော့အလွန်ကိုတန်ဖိုးကြီးတဲ့ဖြစ်နိုင်ကြီးအလွန်ကြီးတဲ့အခွင့်အရေးနဲ့ပြည့်ဝတဲ့တကယ့်ဘဝကိုပဲပေးလိုက်ရတာဟိုဘက်ကဘာပြန်ရမလဲဆိုတာမစဉ်းစားသင့်ဘူးလားကိုယ်ကကောင်းတာတွေလုပ်မယ်ဆိုလို့ရှိရင်တော့ဘဝပေးလိုက်ရတာနဲ့တန်တယ်ပေါ့ဘဝထက်ပိုးပြီးတော့တန်ဖိုးကြီးတဲ့ကောင်းတာကိုကိုပြန်ရတာကိုနော်တကယ်လို့ကိုကမကောင်းတာလုပ်မိပြီဆိုရင်တော့ဘဝကကုံသွားရတဲ့အထက်ပေးလိုက်ရတဲ့အထက်ပြန်ရတာကြီးကမကောင်းတာကြီးပြန်ရတယ်ဒါကိုပဲအရှုံးမြတ်တွေ့ရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းပြီးတော့ပြောရမရဘူးလားရောက်တယ်မကောင်းတာလုပ်မိရင်ရှုံးတယ်ကောင်းတာလုပ်မိရင်မြတ်တယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘဝမှာလိုချင်တာတစ်ခုခုကိုတော့လူတိုင်းဟာရှာဖွေနေကြတာပဲဒါကြောင့်ဘာတွေရှာပြီးတော့ငါဘာတွေရတယ်လဲဆိုတာကိုစီစစ်ဖို့မလိုဘူးလားလိုတယ်သူတော်ကောင်းတရားကိုရှာမှသူတော်ကောင်းတရားနဲ့ထိုက်တန်တဲ့ငြိမ်းချမ်းမှုချမ်းသာမှုဆိုတာရတာနော်လောကီပစ္စည်းဥစ္စာကိုရှာမယ်ဂုဏ်ပကာသနာကိုရှာမယ်ဆိုရင်တော့သူတော်ကောင်းတရားနဲ့ထိုက်တန်တဲ့သူတော်ကောင်းတရားကြောင့်ဖြစ်တဲ့ချမ်းသာဒုက္ခကိုရနိုင်မလားမရနိုင်ဘူးလောကီအရာကိုရှာရင်လောကီအရာပဲရမယ်ကိုရှာတာပဲကိုရမှာဟုတ်လားအဲ့ဒီတော့ရလာတဲ့အရာတွေဟာဘယ်အရာကတန်ဖိုးဘလောက်ဘယ်အရာကတန်ဖိုးဘလောက်ဆိုတာကိုလည်းခေါ်ချနားလည်ဖို့တော့လိုမဲ့ထင်တယ်ဒီနေရာမှာတန်ဖိုးအကြီးသေးဆိုတာကကိုရထားတဲ့အရာကကိုယ့်ကိုဘလောက်ချမ်းသာမှုဖြစ်စေသလဲဆိုတာနဲ့တိုင်းတာရမယ်လို့ဦးဇင်းထင်တယ်ဟုတ်လားပစ္စည်းဥစ္စာကငါ့ကိုဘလောက်ချမ်းသာစေသလဲဂုဏ်မကသနာတွေကငါ့ကိုဘလောက်ချမ်းသာစေသလဲသို့မဟုတ်ငါသိထားတဲ့သူတော်ကောင်းတရားအတိကလေးဘာမှမပြောပတော့ပေမဲ့နော်အဲ့ဒီအတိကလေးကငါ့ကိုဘလောက်ချမ်းသာစေသလဲဘလောက်ချမ်းသာသေးသလဲဆိုတာရဲ့အဖြေဒီပင်လေတန်ဖိုးဘလောက်ကြီးသလဲဆိုတာရဲ့အဖြေပဲဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုနားလေတယ်လို့လောကကြီးမှာရှာဖွေနေကြတာကိုရှာတယ်လို့ကိုရကြတာသူတော်ကောင်းတရားနဲ့ပစ္စည်းဥစ္စာနဲ့သူတော်ကောင်းတရားကပိုတန်ဖိုးရှိတယ်လို့တော့ပါဇက်ကတော့ပြောကြတာပဲထိုက်တဲ့လောက်လဲသဘောတော့ပေါက်ကြတာပဲသို့တော့တကယ်လက်တွေ့မှာကြတော့ဘာကိုပဲအရှာများတော့ပစ္စည်းဥစ္စာပဲရှာကြတာပဲအဲ့တော့ကိုရှာတာကိုရတာနော်အညာဟိလာဘူးပဏိတာအညာနိဗ္ဗာန်ဂามိနိလလဘရာချောင်းနီလန်းကတစ်မျိုးပဲတဲ့စိတ်ရဲ့စစ်မှန်တဲ့ငြိမ်းချမ်းမှုကိုရဖို့နီလန်းကတစ်မျိုးပါတဲ့ပိဿတို့စဉ်းစားဖို့လိုတယ်နော်ဒါဥစဉ်ကစဉ်းစားစရာလေးတွေပြောတာခုဒီမှာအရှင်မြတ်ကစဉ်းစားနေတယ်အလိုနည်းသောပုဂ္ဂိုလ်တို့ရဲ့တဏ္ဍမှားတာလည်းသူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်တာအလိုကြီးသောပုဂ္ဂိုလ်ရဲ့တဏ္ဍမှာသူတော်ကောင်းတရားဆိုတာမပြည့်စုံနိုင်ဘူးလို့သူစဉ်းစားဒါလက်တွေ့ကလေးနားလည်ဖို့ဒါဥစဉ်တို့ပြောတာပါဟုတ်လားအဲ့ဒါတိအချက်သူစဉ်းစားနောက်နှစ်အချက်သူပါဆက်ပြီးတော့စဉ်းစားလဲဆိုတော့တန်ဒုဋ္ဌတာယံဓမ္မောနာယံဓမ္မောအတန်ဒုဋ္ဌတာသူတော်ကောင်းတရားဆိုတာရောင်ရဲတင်းတင်းနဲ့တန်တုဋ္ဌိတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာသာလျှင်ပြည့်စုံနိုင်တာမရောင်ရဲမတင်းတင်းနိုင်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာသူတော်ကောင်းတရားဆိုတာမပြည့်စုံနိုင်ဘူးဒါသူတွေးတဲ့အတွေ့ဒုတိယအတွေ့ပဲရောင်ရဲတင်းတင်းမှုဆိုတဲ့တန်တုဋ္ဌိတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာသာလျှင်သူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်တာရောင်ရဲတင်းတင်းမှုမရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာသူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးတဲ့ဒါကြောင့်ရောင်ရဲတယ်ဆိုတာပိဿပေါင်းသူတော်ကောင်းတို့အလုံးသိပြီးသားပါဒီတရားရဲ့ဏိဂုံးပိုင်းမှာလည်းမြတ်စွာဘုရားကတခုစီအလိုနည်းတယ်ဆိုတာဘာရောင်ရဲတယ်ဆိုတာဘာဆိုတာကိုဝေဖန်ခွဲခြားပြီးတော့ဟောဥမှာမြတ်စွာဘုရားကဘုရားရှင်မြတ်တွေးနေတဲ့အတွေးထဲမှာမို့ဦးဇင်းကအတိပ္ပယ်ကိုပြည့်ပြည့်စုံစုံမပြောသေးတာရောင်ရဲတင်းတင်းတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာသာလျှင်သူတော်ကောင်းတရားပြည့်စုံနိုင်မရောင်ရဲမတင်းတင်းတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာသူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးဟုတ်တာပေါ့မယောင်ရဲတဲ့ပုဂ္ဂိုလ်သည်ထပ်၍ရကျင်နေသောလောဘဖြင့်လည်းအဲ့ဒီအချိန်မှာသူမောပန်းနေတယ်ရနေတာကိုဒါပဲလားဒါလေးပဲလားဆိုတဲ့အတွေးနဲ့လည်းပဲမကြည်မနဲ့သူ့မှာဆင်းရဲနေရအဲ့လိုဆင်းရဲပူလောင်မှုနဲ့သာအချိန်ကုန်နေတဲ့အတွက်ကြောင့်မယောင်ရဲတဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းတရားသူ့တဏ္ဍာမှာမပြည့်စုံနိုင်ဘူးယောင်ရဲတဲ့ပုဂ္ဂိုလ်ကြတော့သူတော်ကောင်းတရားကသူ့အတွက်အယံသင့်လို့ဖြစ်နေ
နော်သူကရောင်ရဲတင်းတိမ်မှုရှိတဲ့အခါကျတော့နှလုံးစိတ်ဝမ်းကငြိမ်းချမ်းနေတယ်ငြိမ်းချမ်းနေတော့သူတော်ကောင်းတရားထည့်ဖို့အတွက်သူ့ရဲ့ခွက်ကအယံသင့်လို့ဖြစ်နေတယ်ဒါကဥစဉ်တွေးမိတာလေးပြောတာပါနော်ရောင်ရဲတင်းတိမ်မှုရှိတဲ့ပုဂ္ဂိုလ်ကစိတ်ကကျဉ်တ်နေတာပြေဝသူ့စိတ်ထဲမှာနော်သူ့မှာဖြစ်နေတဲ့အခြေအနေကိုသူမကြည်မနဲ့ဘာမှမဖြစ်ဘူးဒါဟာသူ့အတွက်အဆင်ပြေတယ်ဟိုတင်မိယယသိပြောသလိုပစ္စုပန်နေနယာပေမိအခုလုံးလုံးစယ်ဖြစ်နေတဲ့အခိုက်အတန့်ဒီအခြေအနေလေးနဲ့သူမျှတတယ်တဲ့သူ့ရဲ့စိတ်ကဟုတ်လားဒါအလွန်ရေးကြီးတယ်နော်လုံးလုံးစယ်ဖြစ်နေတာလေးနဲ့စိတ်ထဲမှာမျှမျှတတအဆင်ပြေအောင်နေတတ်ဖို့အလွန်ရေးကြီးတယ်နော်အဲ့လိုမျိုးရောင်ရဲတင်းတိမ်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်သေးလားလျင်သူတော်ကောင်းတရားဟာပြည့်စုံနိုင်တာမရောင်ရဲဘူးမတင်းတိမ်ဘူးဆိုလို့ရှိရင်တော့ပူလောင်မှုတွေနဲ့ရှုပ်ထွေးပြီးတော့ပြောင်းပြက်ခတ်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်ဟာသူတော်ကောင်းတရားနဲ့သူ့ရဲ့စိတ်ဟာအံဝင်ခွင်မကြဘူးပေါ့လေဒီလိုပဲပြောရဟုတ်လားဒါကြောင့်အရှင်မြတ်ဒုတိယတွေးတဲ့အတွေးရောင်ရဲမှသာလျင်သူတော်ကောင်းတရားပြည့်စုံမရောင်ရဲရင်သူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးတဲ့နှစ်အချက်နောက်နံပါတ်3ဆက်ပြီးတော့သူပါစဉ်းစားလဲဘာတွေးလဲဆိုတော့ဘာဝိဝိထသာယဓမ္မောနာယဓမ္မောသင်္ကနိကာရမတ္တစိတ်ငြိမ်မှုကိုလိုလားတဲ့စိတ်ငြိမ်မှုမှာပျော်ပိုက်တဲ့ပုဂ္ဂိုလ်တို့သားလျင်သူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်တာအပေါင်းဖော်နဲ့မွေ့လျော်နှစ်ချိုက်ပျော်ပိုက်နေကြတဲ့ပုဂ္ဂိုလ်တွေရဲ့တဏ္ဍာမှာသူတော်ကောင်းတရားဆိုတာမပြည့်စုံနိုင်ဘူးစိတ်ငြိမ်မှုမှာနှစ်ချိုက်ပျော်ပိုက်တဲ့ပုဂ္ဂိုလ်သားလျင်သူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်တာတဲ့စိတ်ငြိမ်မှုဆိုတာကိုပါဠိလိုဝိဝေကလို့လည်းသုံးနှုန်းတယ်နော်ဝိဝေကစိတ်ငြိမ်မှုဝိဝေက3မျိုးရှိတယ်ဗျာပိဋကတို့အလုံးမှတ်သားဖို့မယ်ထင်ပါလေကာယဝိဝေကတဲ့တကိုယ်လေးတယောက်တည်းနေတတ်အောင်ပျော်တတ်အောင်ကြိုးစားပြီးတော့နေတာနော်ပေါင်းဖော်တွေများလို့ရှိရင်ပေါင်းဖော်တွေရဲ့အကြောင်းအရာတွေကအ ਨੇ ဆုံးခေါင်းထဲရောက်ပြီးတော့ရှုပ်သွားတာတော့အမှန်ပဲကာယဝိဝေကတဲ့တကိုယ်တည်းနေတာစိတ်ဓာတ်ဝိဝေကတဲ့တစိတ်သေးထားတာနော်နိဝရဏဆိုတဲ့စိတ်ရဲ့ညှဉ်းနှွမ်းနေတဲ့ပူလောင်စေတဲ့ဒီရှုပ်ထွေးတဲ့စိတ်တွေကိုဖယ်ပြီးတော့နော်တစိတ်သေးအင်မတန်ကောင်းမြတ်တဲ့စိတ်နဲ့နေနိုင်တာနောက်ဥပတိဝိဝေကတဲ့ဥပတိဝိဝေကဆိုတာကအဓိပ္ပာယ်ကအင်မတန်လေးနဲ့တည်းသူကကိလေသာတွေကနေကင်းစိတ်ပြီးတော့နေတဲ့နိဗ္ဗာန်သဘောကိုဥပတိဝိဝေကလို့ဆိုတာဒါအကျဉ်းမြင်အဓိပ္ပာယ်ပေါ့လေအဲ့ဒါလိုဝိဝေကတရားမှာနှစ်ချိုက်ပျော်ပိုက်ကြတဲ့ပုဂ္ဂိုလ်တို့နှင့်သားလျင်သူတော်ကောင်းတရားဆိုတာထိုက်တန်တယ်ဆိုတဲ့အဓိပ္ပာယ်အပေါင်းအသင်းတွေမှာမွေးလျော်နှစ်ချိုက်ပျော်ပိုက်ပြီးတော့ကိုတယောက်တည်းမနေတဲ့ဖဲနဲ့အဖော်ကလေးရှိမှဆိုတဲ့ပုဂ္ဂိုလ်မျိုးသူတော်ကောင်းတရားနဲ့ပြည့်စုံဖို့ဆိုတာမလွယ်ဘူးတဲ့ဒါကိုမထေရမြတ်ကတွေးတာနော်အပေါင်းအသင်းမှာနှစ်ချိုက်ပျော်ပိုက်နေတယ်ဆိုရင်ဟုတ်တယ်သူတော်ကောင်းတရားပြည့်စုံဖို့မလွယ်ဘူးတရားဘက်ကိုခြေဥလှဲ့ဖို့မလွယ်ဘူးဒါဥစဉ်စိတ်ထဲစဉ်းစားမိတာလေးပြောခြင်းတယ်လူဆိုတာအရှုပ်တွေကြီးပဲလူတယောက်ဟာအရှုပ်ထုတ်တစ်ထုတ်ပဲသူလည်းအရှုပ်ပဲကိုယ်လည်းအရှုပ်ပဲဒီအရှုပ်တွေအတူတူနေရင်တော့သေချာပေါက်ညှိကြမှာပဲအဲ့ဒါလူများလေးအရှုပ်များလေးအညှိများလေးပြီးရင်ခြေဝင်ဥပေါက်တို့ဘယ်ကစပြီးတော့ရှင်းရမှန်းတော့သိမှာမဟုတ်ရဲ့လားအဲ့တော့အပေါင်းအသင်းတွေသိမ့်များတယ်ဟိုမရှိမဖြစ်ရှိရမယ်မိတ်ဆွေဆိုတာကတော့မိတ်ကောင်းဆွေကောင်းဆိုတာတော့ရှိဖို့အလွန်အရေးကြီးပါတယ်မြတ်စွာဘုရားကလည်းရှိဖို့တိုက်တွန်းတယ်သို့တော်ဘဝမှာကိုယ်တဲ့သီလသမารိပညာအားကြီးတဲ့ပုဂ္ဂိုလ်ကိုယ်နဲ့သီလသမารိပညာဓာတ်တူပုဂ္ဂိုလ်ကိုမရနိုင်ဘူးဆိုရင်တယောက်တည်းနေရမယ်လို့မြတ်စွာဘုရားညွှန်ကြားထားတာကိုမရှိဘူးလားရှိတယ်နော်တချို့အပေါင်းအသင်းတွေကကိုယ့်ကိုရှုပ်ထွေးနေတာပဲရှိတယ်ပေါင်းသင်းတွေများလာပြီအဖော်တွေများလာပြီဆိုရင်အ ਨੇ ဆုံးတော့သူတို့ရဲ့အကြောင်းအရာတွေသူတို့ပြောတဲ့စကားတွေကကိုယ်ကောင်းတဲ့ကိုရောက်တော့မှာမပြေလေတာတွေရောသိကြတာကတော့အရှုပ်တွေပဲဟုတ်လားအဲ့ဒါတွေကိုကိုယ်အ ਨੇ ဆုံးတော့စဉ်းစားရမယ်ဖြည့်ရှင်းနိုင်တဲ့အစွမ်းရှိရင်ကိုယ်ဖြည့်ရှင်းပေးရမယ်တကယ်လို့ဖြည့်ရှင်းနိုင်တဲ့အစွမ်းရှိပါလေနဲ့ဖြည့်ရှင်းမပေးဘူးဆိုရင်လည်းညူစုတာကိုခံရအောင်မယ်အမျိုးပါပဲရှုပ်ထွေးမှုတွေကတော့ပြောရင်ဆုံးနိုင်တရားမရှိဟုတ်လားဟိုဥစဉ်ဘာကိုသွားပြီးတော့အမှတ်ရတော့ဆိုတော့တာမဏကပရပိုက်ကရှင်သာရိပုတ္တရာကိုမေးတာရှိတယ်အရှင်ဘုရားဒုက္ခဆိုတာဘာလဲဒုက္ခဆိုတာဘာလဲတဲ့အဲ့တော့အရှင်မြတ်ကဘာပြောလဲဆိုတော့ဘဝသစ်တဖန်ဖြစ်ရင်အဲ့ဒါဒုက္ခဘဝသစ်တဖန်မဖြစ်ဘူးဆိုရင်အဲ့ဒါဒုက္ခပဲလို့ဖြေ
အလွန်ကောင်းတယ်နော်ဒီဖြေကအဲ့ဒီမှာသူကဆက်ပြီးတော့ဘာပြောလဲဆိုတော့ဘဝတစ်တဖန်ဖြစ်လို့သာလျင်တဲ့အစာစားတာရေစားတာဆိုတာဖြစ်လာအေးတယ်ပူတယ်ဆိုတာဖြစ်လာတယ်ကျင်ကြီးကျင်ငယ်စွန့်ကျင်တယ်ဆိုတာဖြစ်လာတယ်ဒီဒုက္ခတွေတွေ့တယ်ဒါဘယ်သူမှမရှောင်နိုင်ဘူးနော်အဲ့မှာသူကဘာဆက်ပြောထားတော့ဆိုတော့ဆွေမျိုးတွေရဲ့ဝင်ရောက်ချုပ်ချယ်ခြင်းကိုခံရတဲ့ဒုက္ခဆိုတာလေဘဝတစ်ဖြစ်ရလို့ဖြစ်တာတဲ့အဲ့ဒါလေးထည့်ထားတယ်ဟောဦးဇင်းအဲ့ဒါကိုအရင်စိတ်ဝင်စားတယ်နော်ဘဝတစ်ဖြစ်ရလို့ပူတယ်အေးတယ်ဓမင်းစားတယ်ရေစားတယ်ကျင်ကြီးကျင်ငယ်စွန့်ရတယ်ဒါကပတ်စံရှိရှိမရှိရှိပညာတတ်တတ်မတတ်တတ်လူအစဉ်တက်မြင့်မြင့်မမြင့်မြင့်လူသားတိုင်းခန္ဓာရှိတဲ့တတ္တဝါတိုင်းတွေ့ရတာမဟုတ်လားအေးအဲ့ဒါနဲ့ဓာတ်တူထည့်ထားတယ်လူရလို့ဖြစ်လာရင်ဆွေမျိုးတွေရဲ့ဝင်ရောက်ချုပ်ချယ်ခြင်းကိုသေချာပေါက်ခံရမယ်မခံရတဲ့လူရှိလားမရှိဘူးเนาะတရားဓမ္မတို့စဉ်းစားတော့အဲ့ဒါလေးကိုဦးဇင်းကသွားပြီးတော့အမှတ်ရတယ်အဲ့တော့ပြောချင်တာကဘာလဲအပေါင်းအသင်းတွေသိမ့်များလာတယ်မိတ်ဆွေတွေသိမ့်များလာတယ်ဟိုမလိုအပ်တဲ့မိတ်ဆွေတွေကိုဆိုလိုတာပါเนาะဒီအဲ့ဒါမျိုးတွေများလာတယ်ဆိုလို့ရှိရင်သူတော်ကောင်းတရားနဲ့ပြည့်စုံဖို့မလွယ်တော့ဘူးတဲ့ဒါပြောတာဟုတ်လားဒါကြောင့်ဦးဇင်းတို့ဟိုခက်ကဝိသနာသုတ်တံမှာလေဧကောစရိခက်ကဝိသနာကပ္ပောဆိုတဲ့ပါဠိပိုက်ကလေးတစ်ပိုက်ရှိတယ်အဓိပ္ပာယ်ကဘာလဲဆိုတော့ကြံ့ကြိုတို့တစ်ချောင်းနဲ့အဲ့လိုမျိုးကျင့်နိုင်အောင်ကြိုးစားရမယ်တဲ့ကြံ့ကဂျိုးကတစ်ချောင်းနဲ့နောက်တော်တဲ့ခြုံနဲ့ဘယ်ထဲသွားလို့မှသူ့ဂျိုးကညှိတယ်ဆိုတာမရှိဘူးဂျိုးကနောက်ကိုတောင်သူကကိုေးနေသေးတာဘာနဲ့ထိလို့မှသူကမညှိဘူးရှင်းရှင်းပဲကြံ့ကြိုလို့ကျင့်ရမယ်သမင်ကြိုလို့မကျင့်ရဘူးတော့သမင်ညိုကတော့ခြုံနေတက်တွေနဲ့သူကအပွားတွေနဲ့တွေ့လေရသွားလေရထိလေရအကုန်ညှိမယ်အခက်မသိရင်သူအသက်ပါဆုံးရှုံးနိုင်တယ်အဲ့ဒါလိုတိုက်တွန်းထားတာတွေမရှိဘူးလားရှိတယ်နောက်ပြီးတော့ဝယုံပုတ်ကြီးလို့မကျင့်ရဘူးမြစ်စို့လို့ကျင့်ရမယ်ဆိုပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေမရှိဘူးလားရှိတယ်နော်ဝယုံပုတ်ဆိုတာကအင်မတန်ရှုပ်တာပေါ့ထဲထဲကဝါလေးတစ်ခုရကျင်တယ်ဆိုရင်ပြက်အောင်ခုတ်ပြီးတဲ့နောက်တော့မှသူ့ကိုပြင်းဘက်ကိုလွတ်လာအောင်ထွက်လာအောင်ဆွဲနှုတ်ဖို့ဆိုတာမလွယ်ဘူးအဲ့လိုပဲလူတွေကအပေါင်းဖော်တည်းဟူသောအရှုပ်ထွေးထဲမှာနစ်ပြီးတော့နောက်ရှုပ်ရှက်ခတ်ပြီးတော့နေတာအဲ့ဒါသူ့ကိုသူတော်ကောင်းတရားတည်းဟူသောလွင်မြင်ဘက်ကိုဆွဲထုတ်ဖို့ဆိုတာမလွယ်ဘူးဟုတ်ရဲ့လားဒါကြောင့်မြစ်စို့လို့ကျင့်ရမယ်ဝယုံပုတ်ကြီးလို့မကျင့်ရဘူးလို့ပြောထားတာကိုရှိတယ်နော်အေးဒါကြောင့်ဒီမှာအရှင်တို့တာကစဉ်းစားတာစိတ်ငြိမ်မှုမှာပြုံမွေးတဲ့ပုဂ္ဂိုလ်တို့သည်သာလေသူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်တာနော်အပေါင်းဖော်မှာတိတ်မွေးလျော်နှစ်ချိုက်ပြုံပိုက်နေတဲ့ပုဂ္ဂိုလ်တွေသူတော်ကောင်းတရားမပြည့်စုံစေနိုင်ဘူးတဲ့ဒါနံပါတ်3သူစဉ်းစားတဲ့အတွေးပေါ့နောက်နံပါတ်4သူပါဆက်ပြီးတော့စဉ်းစားလေဆိုတော့ဦးဇင်းကအကျဉ်းမြင်အကျဉ်းချုပ်ဆောင်းပုဒ်ကလေးစီထားတယ်မှတ်မိအောင်လို့နော်လူနေရောင်ရဲအဖော်နေဆွဲမြဲဝိရိယဟောနံပါတ်4ကျတော့သူဝိရိယကိုစဉ်းစားနော်အာရထဝိရိယတာယံဓမ္မောနာယံဓမ္မောကုတိတတ္တသူတော်ကောင်းတရားဆိုတာလုံးလကြိုးကိုအားထုတ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမာသာလင်ပြည့်စုံနိုင်တာပြင်းရည်နေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမာသူတော်ကောင်းတရားဆိုတာမပြည့်စုံနိုင်ဘူးတဲ့နော်ပြင်းရည်နေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမာသူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးနော်ပေဒပေါင်းသူတော်ကောင်းတို့တရားလောက်တန်ဖိုးမရှိတဲ့အရာကိုတောင်မှအာမထုတ်ဖဲနဲ့မလုပ်ဖဲနဲ့ရနိုင်သလားမရနိုင်ဘူးနော်အဲ့တော့အင်မတန်တန်ဖိုးကြီးတဲ့တရားဟာအာမထုတ်ဖဲနဲ့ဘယ်နည်းနဲ့မှမရနိုင်ဘူးတန်ဖိုးအကြီးဆုံးသည်အာအထုတ်ရဆုံးဖြစ်မယ်လို့ဆိုလို့ရှိရင်တရားသည်အာအထုတ်ရဆုံးဖြစ်လိမ့်မယ်ဟောဆိုတရားကတန်ဖိုးအကြီးဆုံးကိုဟုတ်ရဲ့လားဒါကြောင့်အာထုတ်သောပုဂ္ဂိုလ်သည်သာလျှင်သူတော်ကောင်းတရားနဲ့ထိုက်တန်တယ်ပြင်းရည်သောပုဂ္ဂိုလ်သည်သူတော်ကောင်းတရားနဲ့မထိုက်တန်ဘူးတဲ့ဒါလက်တွေ့နဲ့ရှင်းပြီးတော့အရှင်မြတ်ကစဉ်းစားနေတာတွေးနေတာနော်အဲ့ဒါနံပါတ်4သူတွေးတဲ့အတွေးပဲလူနေရောင်ရဲ့အဖော်နဲ့ဆွဲမြဲဝိရိယတတိသမာဓိပညာထဲပါနိဗ္ဗပင်္စဒါကဒီသုတ်တန်ရဲ့အနှစ်ချုပ်ပေါ့နောက်နံပါတ်5သူစဉ်းစားတာကတတိဥပဋိဋ္ဌတတိတယံဓမ္မောနာယံဓမ္မောမௌထတတိတမြတ်စွာဘုရားရဲ့ဒီသူတော်ကောင်းတရားဆိုတာလောကုတ္တရာတရားဆိုတာတတိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာသာနဲ့ပြည့်စုံနိုင်တာမေ့လျော့ပြီးတော့တတိလွတ်ကင်းနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာသူတော်ကောင်းတရားဆိုတာမပြည့်စုံနိုင်ဘူးတဲ့တတိဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမပြည့်စုံဖို့အတွက်အင်မတန်အရေးကြီးတဲ့
တဲ့ပြောရရင်အရေးအကြီးဆုံးတရားဖြစ်တယ်လို့တောင်ပြောလို့မရဘူးလားနော်ကိုဘာဖြစ်လို့ဖြစ်နေမှမသိတဲ့လူတယောက်တည်သူတော်ကောင်းတရားသိဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဒါကြောင့်တတိထားရမှာနော်ဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့တတိလို့ပြောလိုက်ရင်ပိဋကတို့ရဲ့စိတ်ထဲမှာတတိပဋ္ဌာန်ဆိုတာလေးတော့တွေးပြီးသားဖြစ်မယ်ထင်ပါတယ်နော်ကိုယ့်ရဲ့ယုတ်ကာယဘာတွေဖြစ်နေတယ်လဲပူတာတွေဖြစ်နေလားအေးတာတွေဖြစ်နေလားလှုပ်ရှားတာတွေဖြစ်နေလားတွန်းကန်တာတွေဖြစ်နေလားဘလို့သဘောဝတွေဖြစ်နေလေအကြောင်းအားလျော်စွာဒလဇက်ကြီးဖြစ်နေတာတော့မရှိဘူးလားရှိတယ်ဖြစ်နေတာရှိတယ်အဲ့ဒါကိုဖြစ်နေတဲ့အတိုင်းလေးမှန်မှန်ကန်ကန်အပူမရှိအလိုမရှိနှုတ်ပယ်ချက်တွေမပါဘဲနဲ့ဖြစ်ရွှက်ချက်တွေမပါဘဲနဲ့တိနေအောင်ကြိုးစားနေမယ်ဆိုရင်ဒါတတိထားနေတယ်လို့ပြောလို့မရဘူးလားရတယ်နောက်ခံစားချက်တွေချမ်းသာတာတွေပဲဖြစ်ဖြစ်ဆင်းရဲတာတွေပဲဖြစ်ဖြစ်အဆင်ပြေတာတွေအဆင်မပြေတာတွေကောင်းတာတွေမကောင်းတာတွေဘယ်လိုခံစားချက်မျိုးကိုမဆိုဖြစ်နေတဲ့အတိုင်းခံစားချက်ကိုခံစားချက်မျှပဲလို့တတိဥစည်းပြီးတော့သိနေမယ်ဆိုရင်ဒါတတိရှိနေတယ်လို့ပြောလို့မရဘူးလားရတယ်နော်နောက်ပြီးတော့ကိုယ့်ရဲ့စိတ်အတွေးတွေမြင့်မြတ်တဲ့အတွေးတွေရှိမယ်ယုံကြည်တဲ့အတွေးတွေရှိမယ်တဲ့ပြောရင်လိုချင်တာတွေရှိမယ်မလိုချင်တာတွေရှိမယ်မကျေနပ်တာတွေရှိမယ်ကျေနပ်တာတွေရှိမယ်သိတာတွေရှိမယ်မသိတာတွေရှိမယ်စိတ်ရဲ့ယုံကြည်တဲ့သဘောမြင့်မြတ်တဲ့သဘောဒီစိတ်သဘောတွေကိုသိတယ်ဆိုရင်လည်းဒါပါခေါ်မလို့တတိအဲ့လိုပဲမြင်ချင်းကြားချင်းနားချင်းစားချင်းထီချင်းတွေးချင်းအစရှိတဲ့ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားမျိုးစုံသဘောမျိုးစုံအကြောင်းအားလျော်စွာဖြစ်ပေါ်လာတဲ့တရားတွေမရှိဘူးလားရှိတယ်အဲ့ဒါတွေကိုသိတယ်ဆိုရင်လည်းတတိပဲဒါတတိပဋ္ဌာန်တရား၄ပါးကိုဦးဇင်းအနှစ်ချုပ်ပြီးတော့ပြောလိုက်တာအဲ့ဒီတတိတရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာသူတော်ကောင်းတရားပြည့်စုံဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့တတိအားကြီးတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာလည်းသူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်တာပါတဲ့နောက်ဒါနံပါတ်5သူစဉ်းစားတဲ့အတွေ့ပေါ့နောက်နံပါတ်6ပါစဉ်းစားလဲဆိုတော့သမာဓိနော်သမာဓိသမာဟိတတယံဓမ္မောနာယံဓမ္မောအသမာဟိတတသူတော်ကောင်းတရားဆိုတာတည်ငြိမ်တဲ့သမာဓိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမာသာလည်းပြည့်စုံနိုင်တာစိတ်တွေပြန့်လွင့်လို့သမာဓိကင်းတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမာသူတော်ကောင်းတရားဆိုတာမပြည့်စုံနိုင်ဘူးလို့ဒါသူစဉ်းစားဟုတ်တာပေါ့သမာဓိရှိမှသာလေသမာဟိတောဘိက္ခွေယထာဘုဒ္ဓံပဇာနာတိတဲ့တည်ငြိမ်မှဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းသိတယ်ဆိုတဲ့ဉာဏ်ပညာဆိုတာဖြစ်တာဉာဏ်ပညာဆိုတာဖြစ်မှဒုက္ခဆိုတာငြိမ်းတာဟုတ်တယ်နော်ဒါကြောင့်တမာတိတရားဟာအရေးမကြီးဘူးလားအရေးကြီးတာပေါ့ဗျအရေးကြီးလို့သီလသာသနာတမာတိသာသနာပညာသာသနာဆိုပြီးတော့တခန္တနာတမာတိသာသနာဆိုပြီးဟောထားတာမရှိဘူးလားရှိတယ်တချို့ကတမာတိကိုပယ်ကျင်တာတွေတချို့ပြောတာတွေဆိုတာတွေကြားဘူးတာရှိတယ်နော်တမာတိဟာအရေးမကြီးဘူးလားအရေးကြီးတယ်မြတ်စွာဘုရားကိုယ်တော်တိုင်ပစ္စတန်ယုတ်ထဲမှာတိုက်တွန်းထားတာရှိတယ်တမာတိတော်ဘိက္ခွေယထာဘုဒ္ဓပဇာနာတိတည်ငြိမ်မှမှန်မှန်ကန်ကန်သိနိုင်တာဒါကြောင့်တမာတိရှိအောင်ကြိုးစားရမယ်လို့တိုက်တွန်းထားတာရှိဦးဇင်းတို့မဂ္ဂင်၈ပါးဆိုတာကိုပဲစဉ်းစားကြည့်မဂ္ဂင်၈ပါးထဲမှာတမာတိဆိုပြီးတော့မပါဘူးလားနော်တမာဝါယမတမာတတိတမာတမာတိဆိုပြီးတော့တမာတိမဂ္ဂင်၃ပါးမဂ္ဂင်၈ပါးရဲ့အင်္ဂါအစိတ်အပိုင်းနော်ဆိုကြပါစို့မဂ္ဂင်၈ပါးဒီဘိန်းကြီးတစ်ဘိန်းဖြစ်မယ်ဆိုလို့ရှိရင်ဒီတမာတိဒီအင်္ဂါအစိတ်ပိုင်း၃ခုဖြစ်နေတဲ့အတွက်ကြောင့်သူတို့မပါရင်ဒီဘိန်းကြီးပြတ်မသွားပြီဘူးလားကောင်းကောင်းသွားလို့ရအောင်မလားမရတော့ဘူးတမာတိမပါလို့မဖြစ်ဘူးဒါပေမဲ့တမာတိကပန်းတိုင်တော့မဟုတ်ဘူးเนาะကရိယာတစားပလာပေါ့အတိတူးညံတူးကိုရဖို့အတွက်အသုံးချရမယ်သူပါမှလည်းပဲပန်းတိုင်ကရောက်နိုင်တာဟုတ်ရဲ့လားအေးဒါကြောင့်တမာတိရှိမှသာလေသူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်တာတမာတိမရှိရင်သူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးတဲ့ဒါသူတွေးတာနံပါတ်6ရောက်သွားပြီเนาะအေးနောက်ဆုံးနံပါတ်9သူတွေးတဲ့အတွေး8ခုမြောက်အတွေးကမြတ်စွာဘုရားဖြည့်နော်နံပါတ်9သူတွေးတဲ့အတွေးကဘာလဲဆိုတော့ပညာဝတ္တောယံဓမ္မောနာယံဓမ္မောဒုပ္ပညတ္တပညာတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့တန်တမှားတာနဲ့သူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်တာတဲ့ပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမှာသူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်ဘူးတဲ့ဒီနေရာမှာပညာဆိုတာကနေပယ်ကအကျယ်ကြီးဗျအခြေခံအပြင်ကံကံရဲ့အကျိုးကိုသိမြင်နားလည်မှုကနေစရတယ်အထွတ်အထိပ်အရာပြောရမယ်ဆိုရင်တော့သစ္စာ၄ပါးကိုသိတဲ့သဘောပေါ့အဲ့ဒါပညာရဲ့အထွတ်အထိပ်နော်ကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်
ကိုလှုပ်ထားတဲ့လှုပ်ရဲ့အကျိုးဆက်ကိုကိုယ်သာလင်ခံစားရမယ်ဆိုတဲ့အသိအမြင်အခြေခံရှိဖို့မလိုဘူးလားလိုတယ်ဒါပေမဲ့ဦးဇင်းတို့ဒေသနာတော်အသီးသီးမှာတော့ပညာရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဘယ်လိုဖွင့်ဆိုလဲဒီသုတ်တန်ရဲ့နောက်ပိုင်းမှာလည်းပဲပညာဆိုတာဘာလဲဆိုတာကိုမြတ်စွာဘုရားကိုယ်တော်တိုင်ပြောထားတာရှိတယ်ပညာဆိုတာဘာလို့ဆိုတော့ယုံနံကိုဖောက်ထွင်းပြီးတော့တဲ့သိမြင်နားလေတဲ့ယုတ်တနန္တတို့ရဲ့ဖြစ်ချင်းပြက်ချင်းကိုသိမြင်နားလေတဲ့သဘောကိုပညာလို့ခေါ်တာတဲ့ဟိုအရက်ပြောလေးနားလေလွယ်အောင်ပြောရရင်တော့ဖြစ်ချင်းပြက်ချင်းကိုနားလေရင်ပညာတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာမှာအကြောင်းအားလျော်စွာဖြစ်ပေါ်လာတဲ့သဘာဝတရားမျိုးစုံမရှိဘူးလားရှိတယ်အဲ့ဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကိုဖြစ်စေအခိုက်အတန့်မှာတတိဝရိယဉာဏ်ပညာဥရှိပြီးတော့တိနေအောင်ကြိုးစားမယ်ဆိုရင်အဲ့ဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာပြီးဆုံးသွားတာပဲမရှိသွားတာပဲကုန်းသွားတာပဲပျောက်သွားတာပဲချုပ်သွားတာပဲလို့မသိနိုင်ဘူးလားသိနိုင်တယ်ဖြစ်တိုင်းကိုသာသိအောင်လို့ဖြစ်တဲ့သဘောတွေကမရှိတော့ဘူးဆိုတာသိရနော်ဖြစ်တိုင်းကိုသာသိအောင်လို့အခုဖြစ်တာကိုသိတယ်အဲ့ဒါကိုထားခဲ့တော့နောက်ထပ်ဆက်ပြီးတော့ဖြစ်နေတာမရှိဘူးလားရှိတယ်အဲ့ဒီဖြစ်နေတာကိုဆက်ပြီးတော့သိအဲ့ဒီဖြစ်နေတာကိုသိတိုင်းအရင်ဖြစ်တဲ့ဟာမရှိတော့ဘူးဟောနောက်ဖြစ်တာနဲ့ရက်တည်တယ်အရင်ဖြစ်တာမရှိတော့ဘူးနောက်ဖြစ်တာကိုသိတယ်အဲ့ဒါလည်းမရှိတော့ဘူးဒီလိုနဲ့ဖြစ်ချင်းတရားတွေဟာဆက်ပြီးတော့ဒလဇတ်ဖြစ်မနေဘူးလားဖြစ်နေတယ်ဒလဇတ်ဖြစ်နေသည့်အားလျော်စွာဒလဇတ်ဖြစ်ခဲ့တဲ့တရားတွေကဒလဇတ်ပဲမရှိတော့ဘူးကုန်ပြောက်သွားတယ်ချုပ်ပြောက်သွားတယ်နော်အဲ့ဒါလိုဖြစ်ချင်းပြည့်ချင်းသဘောတရားကိုသိမြင်နားလည်မယ်ဆိုရင်အဲ့ဒါဘာခေါ်မလို့ပညာအဲ့ဒီဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဒီသားလည်းသူတော်ကောင်းတရားနဲ့ပြည့်စုံနိုင်တာအဲ့ဒီဉာဏ်ပညာမရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတရားနဲ့မပြည့်စုံနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကသိတဲ့မြင်တဲ့သူကိုယ်သာလျှင်ဒုက္ခကုန်နိုင်တယ်လို့ငါဟောတယ်မသိတဲ့မမြင်တဲ့လူအတွက်ဒုက္ခကုန်နိုင်တယ်လို့ငါမဟောဘူးလို့မြတ်စွာဘုရားဟောထားတာလည်းရှိတယ်ဒါကြောင့်အရှင်မြတ်ကဒါကိုစဉ်းစားတာဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဒီသားလည်းသူတော်ကောင်းတရားနဲ့ပြည့်စုံနိုင်တယ်ဉာဏ်ပညာမရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတရားနဲ့မပြည့်စုံနိုင်ဘူးတဲ့ဘယ်နှချက်ရှိပြီတော့9ချက်အဲ့ဒီ9ချက်စဉ်းစားပြီးတော့အရှင်မြတ်ကရှေ့ဆက်ပြီးတော့မစဉ်းစားတတ်တော့ဘူးနော်တာဝကတွေရဲ့သဘောဆိုတာကမင်းကွန်းဆိုတော်ဘုရားကြီးရှင်းပြထားတာရှိတယ်တာဝကတွေရဲ့ဉာဏ်တာဝကတွေရဲ့အတွေးဆိုတာကပညာလောက်ပဲသူတို့ထိတ်တန်းထားပြီးတော့တွေးတတ်တာတဲ့ပညာဆိုတာကိုတွေးပြီးရင်ဟိုဘက်ဆက်ပြီးတော့တွေးဖို့အတွက်ပင်ပန်းသွားတယ်မတွေးတတ်တော့အဲ့ဒီလိုပဲအရှင်မြတ်ရဲ့စိတ်မှာလဲနောက်ထပ်မြင့်မြတ်တဲ့အတွေးကိုတွေးဖို့အတွက်သူမတတ်နိုင်တော့ဘူးပင်ပန်းသွားတယ်အဲ့ဒါကိုမြတ်စွာဘုရားကဘေးတကာလတောအုပ်ထဲကနေပြီးတော့နော်မြတ်စွာဘုရားတကိုးတော်နဲ့သိတယ်နော်အနုဒုဒ္ဒရဲ့တန်တန်မှာနောက်ထပ်အတွေးတစ်ခုတွေးဖို့လိုအပ်နေသေးတယ်သို့သောအနုဒုဒ္ဒသူ့ဉာဏ်နဲ့သူအဲ့ဒီအတွေးကိုမတွေးတတ်ဘူးအဲ့ဒါကိုငါသွားပြီးတော့သူ့ရဲ့ဆန္ဒပြည့်အောင်ဖြည့်ဆည်းမယ်ဆိုပြီးတော့မြတ်စွာဘုရားကကွေးသောလက်ကိုဆန့်တကဲ့သို့ဆန့်သောလက်ကိုကွေးတကဲ့သို့အလွန်လျင်မြန်စွာပဲအဲ့ဒီဝါတော်ထဲမှာထင်ရှားဖြစ်ပြီးတော့ခင်းထအပ်သောနေရာမှာမြတ်စွာဘုရားတည်င်းသုံးတယ်တည်င်းသုံးပြီးတော့ဗာလဲဗာပြောလဲဆိုတော့ကောင်းစွာအနုဒုဒ္ဒတဲ့နော်သင်ဟာအင်မတန်မြင့်မြတ်တဲ့ယောက်ျားမြတ်တို့ရဲ့အတွေ့မဟာပုရိသဝိတ္တဆိုတဲ့ယောက်ျားမြတ်တို့ရဲ့အတွေ့ကိုသင်တွေးနေတာဒီလိုအတွေ့တွေးတာဟာအလွန်ကောင်းတယ်တဲ့မြတ်စွာဘုရားကသင်9ခုမြောက်အတွေ့ကိုတွေးတာအဲ့ဒါမြတ်စွာဘုရားအကုန်စီတန်းဟောပြီးတော့10ခုမြောက်အခုငါပြောမဲ့အတွေ့ကိုလည်းတွေးလိုက်ပါဦးတဲ့မြတ်စွာဘုရားက10ခုမြောက်အတွေ့ကိုဆက်ပြီးတော့သင်ပေးတာပေါ့အဲ့ဒါကဘာလဲဆိုတော့နိဗ္ဗပင်စတ္တယံဓမ္မောနာယံဓမ္မောပပင်စတ္တအနှစ်ချုပ်ကလေးဦးဇင်းတို့ပြောရရင်အကြံဉာဏ်လေးပြောရရင်ပပင်စတရားတို့ရဲ့ကင်းလွတ်ရာပပင်စချုပ်ရာပေါ့ပပင်စတရားဆိုတာဘေးတပေါင်းသူတော်ကောင်းတို့အလုံးသိပြီးသားပါတဏမာနာဒိဋ္ဌိနော်တဏဆိုတာကငါဥစ္စာဆိုတဲ့အတွေးနဲ့တွေးတဲ့သဘောတွေပေါ့မာနဆိုတာကတော့အထင်တစ်လုံးနဲ့ပေါ့လေတွေးနေတဲ့အတွေးတွေပေါ့ဒိဋ္ဌိဆိုတာကထင်ရှားရှိတဲ့ယုံ nant ကိုပဲငါလို့သူလို့လွယ်မှားဆွဲလန်းမှတ်ထင်တဲ့သဘောပေါ့အဲ့ဒီတဏမာနဒိဋ္ဌိဆိုတဲ့ပပင်စတရားကင်းချုပ်နေတဲ့နိဗ္ဗာန်တရားမှာမွေးလျော်တဲ့ပုဂ္ဂိုလ်ဒီသားနဲ့သူတော်ကောင်းတရားနဲ့ပြည့်စုံနိုင်တာပပင်စတရားနဲ့ပျော်မွေ့နေတဲ့ပုဂ္ဂိုလ်တွေသူတော်ကောင်းတရားနဲ့မပြည့်စုံနိုင်ဘူးတဲ့
ဆိုလိုတာကအမြဲတမ်းတဏှာအတွေးနဲ့တွေးမယ်မာနအတွေးနဲ့တွေးမယ်ဒိဋ္ဌိအတွေးနဲ့တွေးမယ်ဒီတဏှာမာနဒိဋ္ဌိဖြင့်သာလျှင်ပျော်မွေ့နေမယ်ဆိုရင်တော့သူတော်ကောင်းတရားဟာအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာမပြည့်စုံနိုင်ဘူးအမြဲတမ်းရဖို့အမြဲတမ်းငါဟာဆိုတဲ့အတွေးပေါ့လေဟုတ်လားအမြဲတမ်းငါဆိုပြီးတော့ရှင်ပြိုင်မှုတွေနဲ့ဘေးကအရာတွေနဲ့ကိုယ်နဲ့အမြဲတမ်းနှိုင်းချိန်ရှိန်ထိုးပြီးတော့ရှင်ပြိုင်နေဆိုတာဥရှင်တို့မာနရဲ့သဘောကနှိုင်းချိန်နေဆိုတဲ့သဘောပေါ့သူကပါလဲငါကပါလဲပေါ့ဟုတ်လားတအားမြင့်မြတ်ပြီးတော့သူတဲ့အများကြီးကိုတာတယ်လို့ထင်မှမာနမဟုတ်ဘူးငါကတော်တော်ညံ့တာပဲသူတဲ့ငါတော်တော်ညံ့တာပဲလို့ထင်ရင်လည်းအဲ့ဒါလည်းမာနပဲနော်မာနရဲ့သဘောကလည်းအတိပ္ပယ်ကအကျယ်ကြီးဟုတ်လားနော်အဲ့ဒီလိုတဏှာမာနဒိဋ္ဌိဆိုတဲ့အတွေးမျိုးတွေနဲ့လားနှစ်ချိုက်ပျော်ပိုက်နေမယ်ဆိုရင်ဒီပုဂ္ဂိုလ်သူတော်ကောင်းတရားမပြည့်စုံနိုင်ပါဘူးတဲ့ဒီပပင်စတရားတွေကင်းပြောက်ရာနိဗ္ဗာန်တရားမှာပျော်မွေ့ကြည်လင်သက်ဝင်နေနိုင်တဲ့ပုဂ္ဂိုလ်တွေသာလျှင်သူတော်ကောင်းတရားနဲ့ပြည့်စုံနိုင်တာအဲ့တော့ဒီနေရာမှာတခုတော့စဉ်းစားရရှိတာပေါ့ဗျာမဉ္ဇဉ်ဘုံညာကလည်းမရသေးတော့နိဗ္ဗာန်ချမ်းသာကလည်းမျက်မှောက်မပြုဘူးသေးဘူးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်မပြုဘူးသေးပဲနဲ့ဘယ်လိုလုပ်ပြီးတော့ဒီနိဗ္ဗာန်မှာတပြည့်တော့ပျော်နိုင်မလဲမေးတယ်မရှိဘူးလားရှိတာပေါ့အဲ့တော့ဦးဇင်းတို့ဒီနေရာမှာပြောချင်တာကအနည်းဆုံးတော့ပရိယတ္တိဘဟုတုတ္တစာပေဘဟုတုတ္တအရာလောက်နဲ့သူတော်ကောင်းကြီးတွေရဲ့စကားကိုကြားဘူးနာဝတုတ္တဉာဏ်လောက်နဲ့လည်းပဲဒါနိဗ္ဗာန်တရားမှာပျော်မွေ့တတ်ဖို့လိုမယ်လို့ထင်တယ်ဆိုကြပါစို့ဘဝခန္ဓာဆိုတာဒုက္ခမြပဲနိဗ္ဗာန်မှာဒီဘဝခန္ဓာဒီယုတ်တနတ္တတွေလုံးဝချုပ်ဆုံးနေတဲ့သဘောရှိတယ်လို့သူတော်ကောင်းကြီးတွေကပြောတယ်နော်နောက်ပြီးတော့လောဘဆိုတာပူလောင်တဲ့သဘောရှိတယ်ဒေါသဆိုတာပူလောင်တဲ့သဘောရှိတယ်မာနတွေနော်အစရှိတဲ့ကိလေသာတရားတွေဆိုတာပူလောင်တဲ့သဘောရှိတယ်ဆိုတာတော့ပိသက်တို့လည်းသိအဲ့ဒီပူလောင်တတ်တဲ့ကိလေသာတွေလုံးဝချုပ်ငြိမ်းနေတဲ့သဘောဟာဘလောက်ချမ်းသာမလဲဒီလောက်လေးတော့ဒကာဓမ္မတို့ဦးဇင်းတို့စဉ်းစားတတ်ဖို့မလိုဘူးလားလိုတာပေါ့အဲ့ဒါလို့တွေးပြီးတော့လည်းပဲဩဒီဘက်ကန်းကအလွန်ဆင်းရဲတယ်ဒီသဘောတရားတွေကမကောင်းတဲ့သဘောတရားတွေဒီသဘောတရားတွေချုပ်ဆုံးနေတဲ့နိဗ္ဗာန်ဆိုတဲ့သူတော်ကောင်းတွေမြတ်နိုးတဲ့သဘောတရားသီးတာလေဒါတကယ်ကောင်းတဲ့တကယ်ချမ်းသာတဲ့သဘောဖြစ်လိမ့်မယ်လို့ဒီလိုအတွေးမျိုးလေးတွေဟာမြတ်နိုးစရာမကောင်းဘူးလားအနည်းဆုံးတော့အဲ့ဒါတော့တွေးရရမှာပေါ့ဟုတ်ရဲ့လားအေးအဲ့တော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ပပင်စချုပ်ရာနိဗ္ဗာန်မှာပျော်မွေ့နှစ်ချိုက်သောပုဂ္ဂိုလ်သည်သာလျှင်သူတော်ကောင်းတရားနဲ့ပြည့်စုံနိုင်တယ်ပပင်စတရားနဲ့ပျော်မွေ့နေတဲ့ပုဂ္ဂိုလ်တွေသူတော်ကောင်းတရားနဲ့ပြည့်စုံနိုင်ဘူးတဲ့အဲ့ဒီရှစ်ခုမြောက်အတွေးကိုမြတ်စွာဘုရားကအနုရုဒ္ဓကိုသင်ပေးတာအဲ့လိုသင်ပေးပြီးတော့အနုရုဒ္ဓတဲ့ဒီရှစ်ပါးသောအတွေးတွေကိုသင်ဟာအမြဲတမ်းတွေးပါပြီးရင်သူတော်ကောင်းတရားကိုဆက်လက်ပြီးတော့အားထုတ်ပါဒါဆိုရင်သင်ဟာမကြခင်မှာပဲတရားသူတရားမြတ်ကိုရလိမ့်မယ်နောက်ပြီးတော့ဒီဝါတော်ထဲမှာပဲဆက်ပြီးတော့သတင်းသုံးဖို့မြတ်စွာဘုရားကပြီးရင်သူ့ကိုတိုက်တွန်းပါအဲ့ဒီမှာမြတ်စွာဘုရားပြန်မကြွသေးခင်မှာဒီအတွေးရှစ်ချက်ကိုတွေးမယ်ဆိုလို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးရနိုင်တယ်လဲဆိုတာလေးကိုဟောထားအဲ့ဒါလေးကိုတော့ဦးဇင်းကအလွန်ပြောခြင်းတယ်သိလားဒီအတွေးရှစ်ခုဒါဦးဇင်းတို့ခွေတွေလည်းရှိတယ်နော်ကိုတွေးခြင်းတယ်ဆိုရင်တွေးလို့မရဘူးလားရတယ်သူတော်ကောင်းတရားဆိုတာအလိုနေတဲ့ပုဂ္ဂိုလ်နဲ့သာထိုက်တန်တာအလိုကြီးတဲ့ပုဂ္ဂိုလ်နဲ့မထိုက်တန်ဘူးအစရှိသဖြင့်ပြန်မပြောတော့ဘူးနော်အေးအဲ့ဒီအတွေးရှစ်ချက်ကိုတွေးမယ်ဆိုရင်တဲ့သင်ဟာပထမဇန်ဒုတိယဇန်တတိယဇန်စတုထဇန်ဆိုတဲ့မျက်မှောက်ချမ်းသာစွာနေနိုင်ကြောင်းဖြစ်တဲ့ဒီဇန်တရားတွေကိုလွယ်လွယ်ကူကူသင်ရလိမ့်မယ်တဲ့မြတ်စွာဘုရားကနော်ဇန်တရားတွေကိုတော့ဦးဇင်းတို့အကျဉ်းပြောတော့ပါဘူးဟုတ်လားအဲ့ဒီမှာအကျဉ်းပြောနေတာကဘာလဲဆိုတော့အဲ့ဒါလို့ဇန်တရားတွေနဲ့ပြည့်စုံတဲ့ဒီအတွေးရှစ်ချက်နဲ့လည်းသင်ပြည့်စုံမယ်ဆိုလို့ရှိရင်တဲ့ဘာဆက်ပြောတော့ဆိုစိတ်ဝင်စားတဲ့အကောင်းတာကအလွန်ချမ်းသာကြွယ်ဝတဲ့တထေးသားတစ်ယောက်တည်းသူ့ရဲ့အင်မတန်ကောင်းမွန်မွန်မြတ်တဲ့အဝတ်တွေအင်ကြီးတွေပစိုးတွေကိုကြည့်ပြီးတော့နှစ်သက်တဲ့သဘောမွေ့လျော်တဲ့သဘောရှိသလိုတဲ့သင်ဟာအလွန်တရာမှညံ့ဖျင်းတဲ့ဒီပန့်တကူသင်္ကန်းရဲ့အပေါ်မှာနှစ်သက်တဲ့ပျော်မွေ့တဲ့သဘောဒါပေမဲ့တွေ့တာကညှိမှုတော့မဖြစ်ဘူးတွေ့တာကညှိမှုကင်းတဲ့သဘောချမ်းသာစွာနေနိုင်ခြင်းသဘောနိဗ္ဗာန်ကိုသက်ဝင်ခြင်းသဘောဒီအချက်ဒီအတွက်သင်ဟာအလွန်နှစ်သက်တဲ့သဘောဖြစ်လာလိမ့်မယ်တဲ့ဒီဥမာလေးကိုဦးဇင်ကထပ်ပြီးတော့ရှင်းအောင်ပြောခြင်းသေးတယ်နော်တထေးသားတယောက်ဟာအလွန်ကောင်းမွန်တဲ့အဝတ်တွေရဲ့အပေါ်မှာနှစ်သက်ပြီးတော့မွေ့လျော်တဲ့သဘောမျိုးဘာမှမကောင်းတဲ့ဒီပန့်တကူသင်္ကန်းနော်အမိုက်ပုံတွေကရတာလေးတွေကိုအကုန်လုံးစုဆက်ချုပ်ဆိုးပြီးတော့ဝိရတဲ့သင်္ကန်းတကယ်ကဘာအည်သွေးရှိလဲဘာမှအည်သွေးမရှိဘူးနော်ဒါပေမဲ့လို့သူ့မှာကအင်မတန်ကြီးတဲ့ဂုဏ်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့တရားသဖြင့်ရတယ်
ဘယ်သူကမှဒါကိုလောဘနဲ့တက်မဲ့ထားတာလည်းမရှိဘူးနော်အလွန်အပြစ်ကင်းတဲ့အဝတ်ပေါ့ဟုတ်လားအဲ့ဒါအရိယဝတ္တတရားအရိယာတို့ရဲ့အနွယ်ဖြစ်တဲ့ရောင်ရဲတင်းနေခြင်းသဘော၄မျိုးဆိုတာရှိတယ်အဲ့ဒီတရားတွေနဲ့သင်ဟာတဲ့နော်တထေးသားတယောက်ဟာအင်မတန်ကောင်းတဲ့အဝတ်ကိုသဘောထားသလိုမျိုးသင်ဟာပန့်တကူသင်္ကန်းကိုသဘောထားနိုင်လိမ့်မယ်ဒီနေရာမှာဦးဇင်းတို့ကဒါလေးကိုတွေ့ရတော့ဘာစဉ်းစားမိလဲဆိုတော့လူတွေဟာမတူတာတွေကိုပဲအတင်းရွေးပြီးတော့ကြည့်ကြတာတူတာတွေကိုကြတော့သိမမြင်တတ်ကြဘူးဆိုတာလေးကိုတွေးမိနော်ဆိုကြပါစို့ဒီအဝိစာကတကိုက်ကိုဘယ်လောက်တန်တာဒါကတော့ဘယ်လောက်ဖဲတန်တာဟုတ်မတူဘူးဆိုတာတော့ပိဿတို့ကောင်းကောင်းသိတယ်နော်သူကဘယ်လောက်တန်ဝတ်ထားတာဟုတ်လားမတူတာကိုပဲမြင်တာအဲ့ဒီကြီးကျယ်ကျယ်မတူဘူးလို့ကိုထင်ရတဲ့အရာတစ်ခုမှာအလွန်တူးနေတာတွေမရှိဘူးလားရှိတာပေါ့သူလည်းအရှက်ကြောက်လုံးဖို့ဟုတ်လားသူလည်းရာသီဥတုတန်းခံဖို့ဒီအချက်တွေကြတော့တူးမနေဘူးလားတူးနေတယ်ဘာမှတကယ်တမ်းကတော့သိပြီးတော့ကြွားချတာမဟုတ်ကွာခြားတယ်လို့ထင်တာကဒါအင်မတန်နှိမ့်တဲ့အမြင်လို့ပြောရမယ်မကွာခြားဘူးလို့မြင်တဲ့အမြင်ဟာအင်မတန်မြင့်တဲ့အမြင်လို့ပြောရမယ်ဒါကိုမြင်တတ်ဖို့လိုတယ်နော်တခါကြီးဒီမိုင်းများနော်မတူတာတွေရဲ့တူတာကိုမြင်တတ်ဖို့လိုတယ်အဲ့ဒါလေးကိုဦးဇင်းကဆက်နွယ်ပြီးတော့စဉ်းစားမိတာပါခုဒီမှာတော့မြတ်စွာဘုရားကသင်ဟာဒီအတွေးတွေနဲ့နေမယ်ဆိုလို့ရှိရင်ဘာမှအည်အသွေးမရှိတဲ့ဒီပန့်တကူသင်္ကန်းကိုတထေးသားတယောက်ဒီသူ့ရဲ့အဝတ်ကိုမျက်နှိုးသလိုမျိုးသင်မျက်နှိုးမှာပါတဲ့ဘာမှဒီအဝတ်အတွက်ငါဒါကြီးဝေးရတာဘာမှသိပ်ပြီးတော့တန်ဖိုးလည်းမရှိဘူးအောက်ကျတဲ့သိငယ်တဲ့ဒါမျိုးတွေမရှိဘူးနော်အလွန်ပျော်တယ်ပျော်မွေ့တဲ့စိတ်တစ်ဖက်တစ်ဆက်တည်းမှာပဲပျော်မွေ့ပြီးတော့ဒါကိုဆွလန်းတဲ့သဘောလည်းမဖြစ်ဘူးတွေ့တာမှုကန့်ညှိခြင်းအလို့ငါတဲ့ချမ်းသာစွာနေနိုင်ခြင်းအလို့ငါနိဗ္ဗာန်ကိုသက်ဝင်ခြင်းအလို့ငါသာလျှင်တင်းသည်ဒါရဲ့အပေါ်မှာနှစ်သက်ပြီးတော့ပျော်မွေ့တဲ့သဘောဖြစ်ပါလိမ့်မယ်တဲ့နောက်ပြီးတော့ဗာပြောတော့ဆိုတော့အလွန်ကောင်းတဲ့သားပြုံးထမင်းဟင်းရဲ့အပေါ်မှာသဘောထားသလိုမျိုးအိမ်တကာလှည့်ပြီးတော့ဟိုအိမ်ကတစ်မျိုးဒီအိမ်ကတစ်မျိုးရောပြီးတော့လောင်းလိုက်တဲ့ဒီဆွမ်းဟင်းညံ့တဲ့ဆွမ်းဟင်းရဲ့အပေါ်မှာသင်သဘောထားနိုင်လိမ့်မယ်တဲ့နော်စားရတော့ခဏလေးပဲဒီမကောင်းတာစားရလို့စိတ်ထဲမှာဘာမှထိခိုက်တဲ့သဘောမရှိဘူးဒါကိုပျော်ပျော်မွေ့မွေ့နှစ်နှစ်သက်သက်ပဲတက်မဲ့တဲ့သဘောမျိုးကိုရည်ရွယ်ပြောတာမဟုတ်ဘူးနော်အလွန်ချမ်းသာမယ်ပေါ့ဒါကိုစားရလို့သူ့မှာဘာမှစိတ်ထဲမှာထိခိုက်တဲ့သဘောမရှိဒီသဘောလေးတွေကလူလောကကြီးမှာအလွန်လိုအပ်တယ်လို့ဦးဇင်းထင်တယ်တချို့ကကောင်းတဲ့အစားအစာနဲ့မကောင်းတဲ့အစားအစာအများကြီးကွာတယ်လို့ထင်တာဟုတ်ရဲ့လားတကယ်တမ်းကအများကြီးကွာသလားအများကြီးမကွာပါဘူးတခါလေဈေးကြီးတဲ့အစားအစာကအန်ရပူကြီးနေတာတွေတောင်ရှိတတ်တယ်ရှားပေါ်ပဲခဏလေးကွာပြီးတော့ပြီးသွားအကုန်လုံးပြီးသွားဟုတ်လားအေးဒါလေးတွေစဉ်းစားတတ်ဖို့လိုတယ်နော်အေးနောက်တစ်ချက်မြတ်စွာဘုရားဘာပြောတုံးဆိုတော့အလွန်ကောင်းတဲ့တိုက်အိမ်ကြီးနော်အစီအဆက်တကားတွေအထွတ်တက်ပြီးတော့တခါတည်းဆွလစ်မွန်းယွန်းနဲ့အင်မတန်ကြီးကျယ်ခမ်းနားတဲ့တိုက်အိမ်ကြီးမှာအင်မတန်ပြည့်စုံတဲ့လူတစ်ယောက်ဟာနေရသလိုမျိုးသစ်ပင်ရင်းကိုသင်အဲ့လိုသဘောထားနိုင်လိမ့်မယ်တဲ့တကယ်နေနေတာကတော့သစ်ပင်ရင်းပဲနော်ဒါပေမဲ့ဒီသစ်ပင်ရင်းမှာနေရတော့သူ့မှာဘာဆင်းရဲမှုမှမရှိဟုတ်လားချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ကအလွန်ကောင်းတဲ့အိမ်ကြီးပေါ်မှာနေမလို့အခက်မသိရင်စိတ်ဆင်းရဲမှုကြုံရင်ကြုံနိုင်တယ်ဟုတ်လားအေးအဲ့တော့အင်မတန်ကောင်းတဲ့အိမ်မှာနေရတယ်လို့မျိုးသစ်ပင်ရင်းမှာနေရတာမျိုးကိုသင်သဘောထားနိုင်လားလိမ့်ပဲနော်ကန့်ကြီးတဲ့သဘောတော့လည်းမပါဘူးနော်အဲ့ဒါကိုဦးဇင်းကအကျေတဝက်မပြောတာပါဟုတ်လားအဲ့တော့ပိဿတို့ကိုစဉ်းစားသိချင်တာကလောကကြီးမှာကိုထူးတယ်လို့ထင်တဲ့အရာတွေကတကယ်မထူးတာတွေအများကြီးရှိတယ်ဟုတ်ရဲ့လားနော်တကယ်တော့ဒီလိုပဲနေရတာပဲလေအသက်ကလေးရှူပြီးတော့ဒီလိုပဲနေရတာပဲလေသိပ်ပြီးတော့ထူးခြားတာမရှိဘူးဘာဆက်ပြောပြန်လို့ဆိုတော့အင်မတန်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဟာတဲ့သားမွေးအခင်းတွေဟုတ်လားခေါင်းအကြီးကြီးတွေမိအုံးကြီးကြီးတွေဟုတ်လားဖက်လုံးကြီးတွေမွေရကြီးတွေပေါ်မှာနေရသလိုမျိုးနေတဲ့အခါမှာနှစ်ချိုက်ပျော်ပိုက်တဲ့သဘောမျိုးသင်ဒီဟောဒီမြက်အခင်းလေးပေါ်မှာနှစ်ချိုက်ပျော်ပိုက်တဲ့သဘောမွေလျော်တဲ့သဘောနော်နှစ်သက်တဲ့သဘောဖြစ်လိမ့်မယ်တွေ့တာကကြီးတဲ့သဘောလည်းမပါဘူးဒါလေးနဲ့နေရတာကိုချမ်းသာပြီးတော့နေတာသူကရောင်ရဲတဲ့သဘောတွေကိုအခြေခံပြီးတော့တွေးထားတာခုနအတွေးရှိချက်ကိုတော့မိတ်မပြည့်နဲ့နော်အဲ့ဒီအတွေးရှိချက်ရှိမယ်ဆိုရင်မြက်အခင်းသည်အင်မတန်ကောင်းတဲ့ဂရိပါကော်စောမမှီဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်ရဲ့လားတော့ပိဿတို့စဉ်းစားတော့အေးနောက်သူပါဆက်ပြီးတော့ပြောတော့ဆိုတော့အင်မတန်ကောင်းတဲ့စေဝါတွေစီဦးထောပတ်တွေရဲ့အပေါ်မှာအင်မတန်ပြည့်စုံကြွယ်ဝတဲ့ပုဂ္ဂိုလ်ဟာသဘောထားပြီးတော့နေသလိုမျိုးနွားကျင်ငယ်ဘုရင်နဲ့စိန်ထားတဲ့ပုတိမုဒ္ဒဘေသစ္စာလို့ခေါ်တဲ့ဘုရားရှိကြားဦးတယ်နော်အင်မတန်တန်တယ်ဟုတ်လား
ဒါပေမဲ့ခန္ဓာကိုယ်ကိုတော့အင်မတန်ကောင်းတယ်လို့ဆိုတယ်အတွင်းထဲမှာအညစ်အကြေးတွေကိုသူကတန့်ရှင်းပေးနိုင်တဲ့စွမ်းတတ္တိရှိတာကိုအကြံဉာဏ်အဖြစ်နော်အဲ့ဒီနွားကျင်ငယ်ပုတ်ဆေးကြီးကိုသုံးဆွဲတဲ့နေရာမှာအင်မတန်ကောင်းတဲ့စီဦးထောပတ်ကိုသုံးဆွဲသလိုမျိုးနှစ်ချိုက်ပျော်ပိုက်တဲ့သဘောဘာမှဒီလောက်ယုံညံ့တဲ့ဆေးကိုသုံးဆွဲရလို့စိတ်ထဲမှာထိခိုက်တဲ့သဘောမရှိဘူးအဲ့တော့ဆိုလိုတာကဒီလိုခေါင်းကောင်းပါပါနော်ဒီလိုလေးနေရပြီမလို့သူ့စိတ်ထဲမှာအင်မတန်ချမ်းသာပါတယ်ဆိုတာကိုပြောတာဒါပေမဲ့ဘာအတွေးတော့လို့လဲခုနပြောခဲ့တဲ့အတွေးရှစ်ချက်ရှိဖို့တော့လို့တယ်ဟုတ်ရဲ့လားအဲ့လိုပြောပြီးတော့မြတ်စွာဘုရားကဒါလေးကိုဦးဇင်းကပြီးတော့မပြီးခြင်းဘူးဟုတ်လားလူလောကကြီးမှာလူအလွန်းတယ်လို့ဦးဇင်းထင်လို့ပါဟုတ်လားသူကိုလူတွေဟာအင်မတန်ကောင်းတယ်ဆိုတဲ့အသုံးဆောင်တွေနောက်ကိုလိုက်ပြီးတော့အလွန်အထင်ကြီးနဲ့ပြီးတော့လည်းပဲဒါတွေရဖို့အတွက်ကိုယ်ပဲရှားရတာဟုတ်လားနော်ထပလက်မြင့်စီးရတယ်လို့ပဲပြေးတယ်ဟာတအားပြေးတယ်ပြီးတော့ဘယ်သူမောတာလဲကိုယ်ပဲမောတာပါဟုတ်ရဲ့လားတိတ်ကောင်းတာတွေကိုသုံးဆောင်ခြင်းလို့ရှားရတော့ဘယ်သူရှားရတာလဲကိုယ်ပဲရှားရတာပါဟုတ်လားဒါကြောင့်တကယ်တမ်းကဘာမှတိတ်ပြီးတော့ပြောလောက်အောင်ထူးတာမဟုတ်ဘူးဆိုတဲ့အမြင်ရှိဖို့မလိုဘူးလားအေးဘာမှမထူးဘူးဆိုတဲ့အမြင်ရှိခြင်းနဲ့ဆိုရင်ခုနတုန်းကရှစ်ချက်ကိုကောင်းကောင်းစဉ်းစားတတ်ဖို့လိုပဲဟုတ်လားအဲ့ဒါလိုမြတ်စွာဘုရားကအလူတို့တာကိုတိုက်တွန်းပြီးတော့ရှင်းသားလူတို့တာတဲ့သင်ဒီဝါတော်ထဲမှာပဲဆက်ပြီးတော့သတင်းသုံးပါဓမ္မတန်လင်တရားတို့ရမှာဆိုတာကိုမြတ်စွာဘုရားကမြင်တော်မူတာ哦အဲ့ဒါလိုအမိန့်ရှိပြီးတော့မြတ်စွာဘုရားကဘေတကာလတောအုပ်ထဲကိုပြန်ကြွသွားတယ်ပြန်ကြွသွားပြီးတော့ဟိုရောက်တော့ယဟန်တော်တွေကအများကြီးရှိတာမြတ်စွာဘုရားရဲ့ဝန်းကျင်မှာအဲ့ဒါယဟန်တော်တွေအကုန်လုံးစုယုံပြီးတော့မြတ်စွာဘုရားကစောစောကတကူတော်နဲ့အနုတော်ရာတီကိုကြွပြီးတော့သူတရားဟောတဲ့အကြောင်းအတွေ့အကြုံတွေကိုအကုန်လုံးပြန်ပြီးတော့ယဟန်တော်တွေကိုအစာဆုံးပြန်ဟောတယ်။နော်အရှင်တို့ကအတွေ့9ခုတွေးနေတဲ့အကြောင်း10ခုမြောက်အတွေ့ကိုငါဘုရားထပ်ပြီးတော့ပြည့်စုံအောင်ထည့်ခဲ့တဲ့အကြောင်းဟုတ်လားအဲ့ဒါတွေကိုအသေးစိတ်ခုနကဦးဇင်းပြောခဲ့တဲ့အတိုင်းအကုန်လုံးအသေးစိတ်ပြန်ပြီးတော့မြတ်စွာဘုရားဟောတယ်။ဟောပြီးတော့အပူပါဆက်ပြီးတော့ပါလာလဲဆိုတော့မြတ်စွာဘုရားကအလိုနေခြင်းဆိုတာဘာလဲဟောအသေးစိတ်အဓိပ္ပာယ်လေးတွေထပ်ပြီးတော့ဖွင့်ပြမှာနော်အလိုနေသောပုဂ္ဂိုလ်သားနဲ့သူတော်ကောင်းတရားဟာပြည့်စုံနိုင်တယ်အလိုကြီးသောပုဂ္ဂိုလ်ရဲ့တဏ္ဍမှာသူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးလို့ပြောခဲ့တယ်တဲ့အဲ့ဒီနေရာမှာအလိုနေတယ်ဆိုတာဘာလဲအလိုနေတယ်ဆိုတာတဲ့မိမိကိုယ်တိုင်ကအလိုနေသောပုဂ္ဂိုလ်ဖြစ်ပါလေခင်နဲ့ကိုယ်အလိုနေတယ်ဆိုတာကိုသူတစ်ပါးသိစေခြင်းတဲ့သဘောမရှိဘူးတဲ့အဲ့ဒါအလိုနေတာတဲ့နော်အလိုနေပါလေနဲ့အလိုနေတယ်ဆိုတာကိုသူများသိဖို့မလိုဘူးဟောတိအချက်ဒါပြောတယ်နော်နောက်ပြီးတော့ရောင်ရဲသောပုဂ္ဂိုလ်ဖြစ်ပါလေနဲ့ကိုယ်ဒီရောင်ရဲတယ်ဆိုတာကိုသူများသိသိခြင်းတဲ့သဘောမရှိဘူးသူများသိအောင်မကြိုးစားဘူးဟုတ်လားကိုယ်ဒီစိတ်ငြိမ်မှုကိုနှစ်သက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါလေနဲ့ပျော်မွေ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါလေနဲ့စိတ်ငြိမ်မှုမှာပျော်မွေ့တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုတာကိုသူများသိအောင်မကြိုးစားဘူးသူများသိဖို့လည်းမလိုဘူးသူများသိသိခြင်းတဲ့သဘောလည်းမရှိအဲ့ဒါအလိုနေတာနော်ကိုယ်ဒီဝရိယတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ပါလေခင်နဲ့ငါဟာဝရိယပြည့်စုံတဲ့ထက်သန်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုတာကိုသူများသိအောင်မကြိုးစားဘူးသူများသိဖို့လည်းမလိုဘူးသူများလည်းသိသိခြင်းတဲ့သဘောလည်းမရှိဘူးဟုတ်လားကိုယ်ဒီတတိရှိတဲ့လူကိုယ်ဒီတမာရီရှိတဲ့လူကိုယ်ဒီပညာရှိတဲ့လူကိုယ်ဒီနိဗ္ဗပင်စတရားလို့ခေါ်ရတဲ့နိဗ္ဗာန်မှာမွေ့လျော်နှစ်ချိုက်ပျော်ဝိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်နေပါလေခင်နဲ့ငါမှဒီအည်သွေးတွေဒီအည်ချင်းတွေရှိတယ်ဆိုတာကိုသူများသိသိခြင်းတဲ့သဘောမရှိဘူးထပ်ပြီးတော့ချုပ်ပြောရရင်တော့ကောင်းမှလှည့်ကင်နဲ့တောင်မှကောင်းတယ်ဆိုတာကိုသူများသိသိခြင်းတဲ့သဘောမရှိဘူးတဲ့အဲ့ဒါအလိုနေတဲ့ပုဂ္ဂိုလ်ဆိုအဲ့ဒါကိုပြောတာတဲ့ဘလောက်လေးနဲ့တည်းနော်တခါကြီးမမြတ်စဉ်းစားဒီစာမိုးဘဲကတော့ဒကာဓမ္မတို့ဦးရှင်တို့အလုံးနီးနီးကြားရမယ်နဲ့တူတယ်ဟုတ်လားလူတွေကကောင်းဖို့ကြတော့အရင်ကြီးမခက်ဘူးပေါ့တချို့ဟုတ်လားအဲ့ဒီခက်နေတာကဘာလဲဆိုတော့အဲ့ဒီကောင်းတယ်ဆိုတာကိုသူများသိစေခြင်းတဲ့ကိစ္စကအလွန်ခက်နေတယ်သူများတော့မသိဘူးဦးဇင်းကတော့အတော်ကိုခက်တယ်လို့ထင်တယ်ဟုတ်လားတော့လှူတယ်ဟောသူများသိစေခြင်းတယ်နော်ကိုရိတ်တာသွားတယ်ပြောရတာအမောပဲငါဘယ်နဲ့ရချခဲ့တာဟုတ်လားဘာလို့ချင်တာတော့သူများသိစေခြင်းတာအဲ့ဒီသူများသိစေခြင်းနဲ့စိတ်ရှိနေတာကိုကအဲ့ဒါအလိုမနှဲဘူးတဲ့အဲ့ဒါအလိုကြီးတာထဲမှာနည်းနည်းပါနေဟုတ်လားဒါပေမဲ့ယုံမာတဲ့အလိုတော့မဟုတ်ဘူးလေကိုကမကောင်းမင်းနဲ့ကောင်းတယ်လို့သိသိချင်းတော့အဲ့ဒါကယုံမာတဲ့အလိုကိုဖြစ်သွားတာအဲ့ဒါကတော့ပါပိစ္ဆာလို့ခေါ်တယ်ယုံမာတဲ့အလိုဆိုးရှိတယ်လို့ဆိုတယ်ဟုတ်လား
ဒါကြောင့်အလိုနေတဲ့ဆိုတာပါလေကောင်းမှလှည့်ကင်တဲ့တောင်မှကောင်းတယ်လို့သူများကိုမသိစေချင်ဘူးသူတို့တိတ်တိတ်ဖုံဖုံဖိဖိပဲယူယူလေးပဲနေချင်တယ်ပေါ့ဟုတ်လားဒီအဲ့ဒါအပိစ္ဆအတိတ်ပဲပေါ့နောက်ပြီးတော့ဒုတိယဘာတွေးတာလဲရောင်ရဲပါလှည့်ကင်ရောင်ရဲသောပုဂ္ဂိုလ်ဒီသာလည်းသူတော်ကောင်းတရားပြည့်စုံနိုင်တယ်မရောင်ရဲတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးအဲ့တော့ရောင်ရဲတယ်ဆိုတာဘာကိုပြောတာလဲတဲ့ရောင်ရဲတယ်ဆိုတာတဲ့ရတတ်သမျှသောဆွမ်းရတတ်သမျှသောသင်္ကန်းရတတ်သမျှသောဟုတ်ဆေးကြောင်ဟုတ်လားပစ္စည်းလေးပါပေါ့အဲ့ဒါကိုရောင်ရဲတယ်တင်းတိမ်တယ်နော်မရှိနေတာရနေတာကိုကျင့်တတ်တယ်ပေါ့တော့ဒါတရားဓမ္မတို့ဥရှင်တို့ဘဝမှာအလွန်လိုပါတယ်ဒီရောင်ရဲခြင်းဆိုတာလေနောက်တတိယအချက်ပဝိဝေကဆိုတဲ့ကင်းစိတ်ခြင်းမှာမွေးလျော်သောပုဂ္ဂိုလ်ဒီသာနဲ့သူတော်ကောင်းတရားပြည့်စုံနိုင်တယ်။ဘောင်းပေါ်နဲ့မွေးလျော်တဲ့ပုဂ္ဂိုလ်သူတော်ကောင်းတရားပြည့်စုံနိုင်ဘူးလို့ဟောခဲ့တယ်တဲ့။အဲ့ဒီနေရာမှာပဝိဝေကကင်းစိတ်ခြင်းမှာမွေးလျော်တယ်စိတ်ငြိမ်မှုမှာမွေးလျော်တယ်ဆိုတာဘာကိုပြောတာလဲတဲ့အပေါင်းဖော်မှာမမွေးလျော်ဘူးဆိုတာဘာကိုပြောတာလဲဆိုရင်တဲ့အပေါင်းဖော်နဲ့နေရတဲ့အခါတောင်မှမလွှဲတာလို့စကားပြောတဲ့အခါတောင်မှတရားစကားကိုပဲပြောတယ်တဲ့တရားဓမ္မတို့ဦးဇင်းတို့လူတော်ထဲမှာတခါလေလူတွေနဲ့နေလူတွေနဲ့နေတိုင်းအဖော်နဲ့နေတယ်လို့ပြောလို့တော့မရဘူးလူထဲမှာကောင်းကောင်းလေးနေနိုင်လို့ရှိရင်တယောက်တည်းနေရရောက်တယ်လို့ဟောပြောချက်တွေဟောထားတာအများကြီးရှိတယ်ဆိုကြပါစို့ဦးဇင်းတို့ခေါင်းထဲပေါ်လာတာလေးပြောရမယ်မြတ်စွာဘုရားယဟန်တော်တွေကိုတဏှိပဋိဒါနာခောဘိက္ခဝေဓွာယံကရဏီယံလူတွေစုမိတဲ့အခါယဟန်တွေစုမိတဲ့အခါအပေါင်းဖော်တွေနဲ့နေကြတဲ့အခါမှာလုပ်ရမယ့်အလုပ်နှလုံးရှိတယ်တဲ့နော်တဏှိပဋိဒါနာခောဘိက္ခဝေဓွာယံကရဏီယံလူတွေနဲ့ရောပြီးတော့နေတဲ့အခါမှာလုပ်เสียအလုပ်နှလုံးရှိတယ်ဆိုကြပါစို့တာရေးနာရေးရှိလို့ပြောရဆိုတာရှိတယ်ဟုတ်လားသွားလာပြီးတော့ဆက်ဆံရတဲ့အခါတွေမရှိဘူးလားရှိတယ်အဲ့ဒါလို့လူတွေစုစုကျုံလာတဲ့အခါမှာလုပ်ရမယ့်လို့ဘယ်နှလုံးရှိတယ်နှလုံးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဓမ္မီဝါကထအရိယောဝါတုန်နိဘာဝတဲ့ဓမ္မီဝါကထတရားစကားကိုတော်မူလီပြောစေဟောစကားပြောနေတဲ့အချိန်မှာဘာလုပ်မယ်ပြောတဲ့စကားလေးကတရားတဲ့စကားလေးဖြစ်ရနော်မတရားတဲ့စကားမဖြစ်ရအကျိုးရှိတဲ့စကားနုညံ့တဲ့စကားတိမ်မွေးတဲ့စကားသူတစ်ပါးကိုအကျိုးရှိသွားသည်မဲ့နားချမ်းသာသွားသည်မဲ့စကားမျိုးကိုပြောတတ်ရပြောလို့မရဘူးလားရတယ်တော့ဓမ္မီဝါကထတရားစကားကိုတော့လည်းပြောရဒါပေမဲ့တခါတလေမှကျတော့တရားစကားပြောဖို့အခွင့်မသင့်တဲ့အခါမျိုးလည်းကြုံတတ်တယ်ကိုယ်စကားကိုသူတို့ကနားလေလောက်တဲ့အည်သွေးမရှိတာမျိုးဒါပေမဲ့အချိန်အခါကာလမဟုတ်တာမျိုးအဲ့ဒါလိုမျိုးကိုယ်မှစကားပြောခွင့်မကြုံဘူးစကားပြောလို့လည်းမဖြစ်တဲ့အနေအထားမျိုးဆိုရင်ဟောဘယ်လိုနေရမှာလဲတဲ့အရိယောဝါတုန်နိဘာဝတဲ့အရိယောဝါတုန်နိဘာဝဆိုတာမြတ်သောစိတ်နေခြင်းဖြစ်တော်လည်းပဲနေရမယ်ဘာမှမပြောဘဲနဲ့တတလေးနေရမယ်တတလေးနေတယ်ဆိုတာကဘာမှမပြောဘဲနဲ့နေတယ်ဆိုတာကစိတ်ကောက်ပြီးတော့စိတ်လှုပ်ပြီးတော့မကြည်မနှက်ဖြစ်ပြီးတော့စူးစူးကြီးလှုပ်ပြီးတော့နေတာမျိုးကိုဆိုလိုတာမဟုတ်စကားကအလွန်ပြည့်စုံတဲ့မြတ်စွာဘုရားစကားကနော်တုန်နိဘာဝစိတ်နေရမယ်ဘယ်လိုနေရမှာလဲအရိယောဝါတဲ့မြတ်သောစိတ်နေခြင်းတဲ့မေတ္တာဖြင့်တော့လေနေပေါ့စိတ်ကလေးဟုတ်လားဒါမှမဟုတ်တတိကလေးနဲ့ခန္ဓာမှာကပ်ပြီးတော့နေခြင်းလဲနေပေါ့ဒါအကျဉ်းမြင့်ဥစဉ်ကပြောပြတာပါနော်မေတ္တာတရားလေးနဲ့နေခြင်းလဲနေသူမဟုတ်တတိပဋ္ဌာန်တရားနဲ့နေခြင်းလဲနေအဲ့ဒါပါတော့မြတ်သောစိတ်နေခြင်းအဲ့ဒါလူချာသူချာရောက်လာတဲ့အခါမှာလို့ရမယ့်အလုပ်ဘယ်နှမျိုးလဲ2မျိုးဒါသူတော်ကောင်းနေဖြစ်ဖို့အတွက်ဒကာဓမ္မတို့ဦးဇင်းတို့ကြိုးစားတဲ့နေရာမှာအလွန်အထောက်အကူပြုမဲ့ဆုံးမချက်လို့ဦးဇင်းထင်တယ်နော်အေးဓမ္မီဝါကထအရိယောဝတုန်နိဘာဝတရားစကားကိုတော်မူလီပြောစီမြတ်သောစိတ်နေခြင်းဖြင့်လည်းနေစီအဲ့ဒီနှစ်ခုတစ်ခုခုလုပ်ရမယ်တဲ့နော်မတရားတဲ့စကားတွေပြောနေရင်လည်းဒါမဟုတ်တော့နော်တခါလေစကားတော့မပြောပါဘူးစိတ်တော့နေပါရဲ့ဒါပေမဲ့ဘောက်ဝက်ပေါက်နေတဲ့အတွေးတွေနဲ့ဟုတ်လားနောက်မကြည်တဲ့အတွေးတွေနဲ့စိတ်နေမယ်ဆိုရင်ကောင်းသလားမကောင်းဘူးစိတ်တော့နေတာပဲဒါပေမဲ့အဲ့ဒီစိတ်နေခြင်းကလုံးဝမချီးမွမ်းအပ်တဲ့နော်အပြစ်ရှိတဲ့စိတ်နေခြင်းဒါမကောင်းဘူးနော်အေးအဲ့တော့ဘေးသဘောင်သူတော်ကတော့ဒီမှာလည်းမြတ်စွာဘုရားကအပေါင်းပေါ်မှာမမွေးလျော်ဘူးဆိုတာတကယ်လို့အပေါင်းအသင်းတွေနဲ့တွေ့လာပြီဆိုရင်တောင်မှဘယ်လိုစကားမျိုးကိုပြောတာလဲတရားစကားကိုပဲပြောတယ်တဲ့ဒါကယဟန်တွေကိုဦးစားပေးပြီးတော့ဟောတာ哦နောက်ခုဒီမှာတရားဓမ္မတွေရောက်လာတယ်ဆိုရင်တရားစကားကိုပြောဖြစ်အောင်ကြိုးစားတရားစကားကိုပြောတယ်ဆိုလို့ရှိရင်အဲ့ဒါအပေါင်းပေါ်မှာမမွေးလျော်ဘူးလို့ဆိုလို့ရတယ်လို့ဟောတာဟုတ်ရဲ့လားအေးအဲ့တော့နောက်ဦးဇင်းတို့ဗာဆက်တွေ့တော့ဝရိယ
နော်ဝရိယနဲ့ပြည့်စုံသောပုဂ္ဂိုလ်ဒီသာနဲ့သူတော်ကောင်းတရားပြည့်စုံနိုင်တယ်ပြည့်တဲ့ပုဂ္ဂိုလ်သူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးအဲ့တော့ဒီနေရာမှာဝရိယဆိုတာဘာကိုပြောတာလဲတဲ့ဒါမြတ်စွာဘုရားကအသေးစိတ်အဓိပ္ပာယ်ဖွင့်ဆိုနေတာနော်မကောင်းတာတွေကိုပယ်ရှားဖို့ကောင်းတာတွေကိုပြည့်စုံဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြင်းထန်တဲ့စိတ်နဲ့ကြိုးစားတယ်တာဝန်ကိုချမထားဘူးတဲ့အဲ့ဒါလုံလဝရိယပါဒီဝရိယနဲ့ပြည့်စုံမှသာသူတော်ကောင်းတရားပြည့်စုံနိုင်မယ်ပေါ့နော်နောက်ပြီးတော့ဗာလေတတိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သားနဲ့သူတော်ကောင်းတရားပြည့်စုံနိုင်တယ်တတိမရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးအဲ့တော့တတိဆိုတာဗာလေအချိန်ကာလကြာမြင့်စွာကပြုခဲ့တာတွေကိုအမှတ်ရနိုင်တယ်ဆွဲမြဲတဲ့တတိရှိတယ်ခိုင်မာတဲ့တတိရှိတယ်အထူးသဖြင့်တတိပဋ္ဌာန်ဒေသနာတော်နဲ့အညီဟောထားတဲ့နော်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုဒလဇက်တိနေအောင်ကြိုးစားတဲ့တတိနဲ့ပြည့်စုံတယ်လို့ဒကာဓမ္မတို့နားလည်လို့မရဘူးလားရတယ်အဲ့ဒါတတိနော်နောက်ပြီးတော့ဗါတော့တမာတိရှိတဲ့ပုဂ္ဂိုလ်သားနဲ့သူတော်ကောင်းတရားပြည့်စုံနိုင်တယ်တမာတိမရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးအဲ့တော့တမာတိဆိုတာဘာကိုပြောတာတုံးဆိုတော့အဲ့ဒီမှာတော့မြတ်စွာဘုရားကဇန်၄ပါးပေါ့နော်ပထမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်ဒီသရုဒ္ဓဇန်ထိရထားတယ်ဆိုလို့ရှိရင်အဲ့ဒါတမာတိနဲ့ပြည့်စုံတယ်လို့ဆိုရတယ်တဲ့ဒါကတော့ဘုရင်တို့ကမ္မထံဘာဝနာတစ်မျိုးမျိုးကိုစ조사အထုတ်ပြီးတော့ရအောင်လုပ်နိုင်မယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်ဇန်၄ပါးဒီပင်နဲ့တမာတိပါတဲ့နောက်ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဒီသာနဲ့သူတော်ကောင်းတရားပြည့်စုံနိုင်တယ်ပညာမရှိတဲ့လူသူတော်ကောင်းတရားပြည့်စုံနိုင်ဘူးအဲ့တော့ပညာဆိုတာဘာကိုပြောတာတော့ယခုနကနည်းနည်းတော့ပြောခဲ့ပြီနော်ဒီယုတ်တဲ့နန္တကိုဖောက်ထွင်းဖောက်ပြီးတော့သိနိုင်မြင်နိုင်ပြီးတော့နော်ဖြစ်ချင်းတရားကိုနားလေတဲ့အတိဒါကိုပညာလို့ဆိုပဲနောက်တစ်ခါမှာစကားလုံးလေးတွေကအလွန်အဓိပ္ပာယ်သွားတယ်နိဗ္ဗေဒနော်ယုံနံကိုထွင်းဖောက်သိမြင်နေဟောထွင်းသွားတယ်ဖောက်သွားတယ်နော်ကိုယ်မှာဖြစ်နေတဲ့သဘာဝတရားတွေကိုဟောပဇာနာတိအပြားအဖြစ်ပိုင်းခြားပြီးတော့သိပြီဟောပိုင်းခြားတယ်ဆိုတဲ့စကားလေးလည်းအလွန်သဘောကျတယ်ကောင်းတဲ့စကားနော်ပိုင်းခြားနိုင်ရမယ်ထွင်းဖောက်နိုင်ရမယ်ဖြစ်နေတဲ့သဘာဝတရားတွေကိုဉာဏ်နဲ့ထွင်းဖောက်နိုင်ရမယ်ပိုင်းခြားနိုင်ရမယ်သဘောပေါက်လားဦးဇင်းပြောတာကိုနော်အေးအဲ့ဒါပညာတရားပဲနောက်ပပင်စဆိုတာဘာလဲနိဗ္ဗပင်စဆိုတာဘာလဲဆိုတာကြတော့နိဗ္ဗပင်စဆိုတာကနိဗ္ဗာန်ကိုပြောတာပါတဲ့အဲ့ဒီနိဗ္ဗာန်မှာပြေးဝင်သက်ဝင်ကြည်ပြီးတော့ကြည်လင်ပြီးတော့ဒါကိုစိတ်ဝင်စားပြီးတော့ပြုံမွေ့နှစ်ချိုက်နေတယ်ဆိုလို့ရှိရင်ဒါနိဗ္ဗပင်စတရားမှာပြုံမွေ့နှစ်ချိုက်တယ်လို့ဆိုရတယ်လို့မြတ်စွာဘုရားကယဟန်တော်တွေကိုအဲ့လိုအဲ့ဒီအတွေး၈ခုရဲ့အသေးစိတ်သဘာဝကိုထပ်ပြီးတော့ဟောပြီးတော့အဲ့ဒါဦးဇင်းတို့နောက်နှစ်ဝါတွင်မှာပဲအရှင်နုဒ္ဓမထေရဟာအရဟတမညာအရဟတဖို့ညာကိုရပြီးတော့ဦးဇင်းတို့ယဟန္တာဖြစ်တယ်ပေါ့အဲ့ဒီမှာသူယဟန္တာဖြစ်တော့သူ့ရဲ့အကြောင်းကလေးတွေကိုဂါထာလေးဖွဲ့ပြီးတော့ပြောပါသေးတယ်ငါမှအင်မတန်မြင့်မြတ်တဲ့မဟာပုရိသဝိတ္တလို့ဆိုတဲ့အတွေးမြတ်တွေဖြစ်ပေါ်လာတော့မြတ်စွာဘုရားကြွလာပြီးတော့၈ခုမြောက်အတွေးကိုငါ့ကိုဟောခဲ့တယ်အဲ့ဒီမှာငါမြတ်စွာဘုရားရဲ့ဩဝါဒနဲ့အညီလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်လို့ငါသည်တရားသူတရားမြတ်ကိုရပ်ပြီးတော့ဒုက္ခခတ်သိမ်းငြိမ်းပြီဆိုပြီးတော့အရှင်မြတ်ကဥဒန်းသဘောမျိုးသူ့အကြောင်းကလေးတွေကိုပြောပါသေးတယ်အဲ့ဒါလိုပြောပြီးတော့အဲ့ဒါဦးဇင်းတို့အနုရုဒ္ဓမဟာဝိတကသုတ်တံဆိုတာအဆုံးသတ်သွားတယ်ဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့ယောက်ျားမြတ်တို့ရဲ့အတွေ့လို့မြတ်စွာဘုရားဂုဏ်ပြုပြီးတော့ဟောထားတယ်မြင့်မြတ်သူတို့ဤအတွေ့နော်အတွေ့ဆိုတာအင်မတန်အရေးကြီးရဲ့နော်တခါကြီးမိုက်ပြနော်ကာယကံမှုဝစီကံမှုလုပ်ပုံကိုင်ပုံပြောပုံဆိုပုံသူ့ရဲ့စိတ်နေသဘာဝပေါ်မှာမူတည်ပြီးတော့ဖြစ်လာတာအဲ့ဒါတွေဟာအတွေးတွေပေါ်မှာအခြေခံပြီးတော့ဖြစ်တာအတွေးကမြင်လို့ရှိရင်မြင်မြတ်တာတွေဖြစ်လာတာပဲအတွေးကယုံညံ့လို့ရှိရင်ယုံညံ့တာတွေဖြစ်သွားတာပဲဟုတ်ရဲ့လားဒါကြောင့်အတွေးတွေမြင့်မြတ်ဖို့မလိုဘူးလားလိုတယ်အဲ့လိုအတွေးတွေမြင့်မြတ်ဖို့အတွက်တွေးတတ်ဖို့ကောမလိုဘူးလားလိုတယ်ဘုရားကတော့သူတို့ကသူတော်တရားကိုအားထုတ်ရင်းနဲ့ပင်ကိုဉာဏ်တွေကောင်းလာပြီးတော့အင်မတန်မြင့်မြတ်တဲ့အတွေးတွေကခေါင်းထဲမှာအလိုလိုပေါ်လာတာဟုတ်လားဘယ်နှခုထိပေါ်လာတော့9ခုထိပေါ်လာတာနော်ပညာဆိုတော့သူလည်းဟိုဘက်ကျတော့မတွေးတတ်တော့အဲ့ဒီမှာ10ခုမြောက်ကျတော့မြတ်စွာဘုရားလာဖြည့်မပေးရဘူးလားပေးရတယ်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့မှာတော့နော်အင်မတန်ကောင်းတဲ့ကံရှိတဲ့အတွက်ကြောင့်သာသနာနဲ့တွေ့ရလို့မြင့်မြတ်တဲ့အတွေးတွေကိုဘယ်ပုံပဲနည်းတွေးရမလဲဆိုတာကိုသိမြင်နားလည်ခွင့်မရကြဘူးလားရကြတယ်ဒါကြောင့်မြင့်မြတ်သောအတွေးတွေကိုတွေးပြီးတော့မြင့်မြတ်တဲ့လူသားတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဒါကြောင့်
လူဘဝကြီးမှာရလာတဲ့အခိုက်အတန့်မှာအရေးကြီးဆုံးကသူတော်ကောင်းတရားကိုရဖို့ပါတဲ့ပြောရရင်လောကုတ္တရာတရားရပြီးတော့မဉ္ဇဉ်ပူဉ္ဇဉ်ရပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းဖို့ရာကဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေအတွက်အရေးအကြီးဆုံးနဲ့အဓိကအကျဆုံးပါတကယ်တမ်းကဟုတ်လားအဲ့ဒီသူတော်ကောင်းတရားဆိုတဲ့လောကုတ္တရာတရားတွေကိုရကျင်တယ်ဆိုရင်အခုလိုတွေးတတ်ဖို့မလိုဘူးလားလိုတယ်အဲ့ဒီအတွေးတွေကိုအကောင့်ထဲပေါ်တတ်ဖို့ကောမလိုဘူးလားလိုတယ်နော်ဒါကြောင့်အလိုနည်းသောပုဂ္ဂိုလ်တို့သည်သာလျှင်သူတော်ကောင်းတရားကိုပြည့်စုံစေနိုင်တယ်အလိုကြီးသောပုဂ္ဂိုလ်သူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးရောင်ရဲသောပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသာလျှင်သူတော်ကောင်းတရားပြည့်စုံနိုင်တယ်မရောင်ရဲသောပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးကင်းစိတ်မှုကိုလိုလားနှစ်ချိုက်ပျော်ပိုက်တဲ့ပုဂ္ဂိုလ်သည်သာလျှင်သူတော်ကောင်းတရားပျော်မွေ့နိုင်တယ်အပေါင်းပေါ်မှာနှစ်ချိုက်ပျော်ပိုက်တဲ့ပုဂ္ဂိုလ်သူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးလုံလဝရိယနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသာလျှင်သူတော်ကောင်းတရားပြည့်စုံနိုင်တယ်ပြင်းကြီးတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးတတိရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသာလျှင်သူတော်ကောင်းတရားပြည့်စုံနိုင်တယ်တတိကင်းလွတ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးတမာတိရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသာလျှင်သူတော်ကောင်းတရားပြည့်စုံနိုင်တယ်တမာတိမရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသာလျှင်သူတော်ကောင်းတရားပြည့်စုံနိုင်တယ်ပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးနိဗ္ဗာန်တရားမှာမွေ့လျော်နှစ်ချိုက်ပျော်ပိုက်သောပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသာလျှင်သူတော်ကောင်းတရားပြည့်စုံနိုင်တယ်ပပင်စတရားမှာမွေ့လျော်နှစ်ချိုက်ပျော်ပိုက်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသူတော်ကောင်းတရားမပြည့်စုံနိုင်ဘူးတဲ့အတွေးပဲတစ်ချက်လေရှစ်ချက်အဲ့ဒါကိုပိဋကပေါင်းသူတော်ကောင်းတို့ဆောင်းပုဒ်ကလေးနဲ့မှတ်ချင်တယ်ဆိုလို့ရှိရင်တော့လူနေရောင်ရဲအဖော်နဲ့ဆွဲမြဲဝရိယတတိတမာတိပညာမှတ်ပါထဲ့ပါနိဗ္ဗပင်စာဆိုပြီးတော့ဒါဆောင်းပုဒ်ကလေးနဲ့မှတ်ထားရင်ဒါအတူချုပ်ပြီးတော့ခေါင်းထဲမှာမှတ်မိနေမှာပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီမြင့်မြတ်သောအတွေးတွေကိုတွေးတတ်အောင်ဒီဒေသနာတော်ကိုလေ့လာပြီးတော့တွေးတတ်အောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်အဲ့ဒီအတွေးတွေကောင်းလာတာနဲ့အမျှတော့ကိုယ့်ရဲ့ဘဝကိုပိုးပြီးတော့နှစ်သက်တဲ့သဘောနှစ်သက်တဲ့သဘောဆိုတာကတွေ့တာမမောတဲ့သဘောနဲ့ရည်ရွယ်ပြောတာမဟုတ်ဘူးနော်ရောင်ရဲတင်းတိမ်တဲ့သဘောနဲ့ဟုတ်လားရောင်ရဲတင်းတိမ်တဲ့သဘောနဲ့ဘဝကိုကြည်နဲ့တယ်ဆိုတဲ့သဘောမျိုးကိုပြောတာစိတ်ချမ်းသာမှုရတယ်ဆိုတာကိုပြောတာဟုတ်ရဲ့လားဒါကြောင့်မြင့်မြတ်သောအတွေးကိုတွေးပြီးတော့ဘဝမှာကြည်ကြည်နက်နက်ချမ်းချမ်းသာသာရှိရှိနေနိုင်ကြဖို့မလိုဘူးလားအေးအဲ့ဒါလိုမြင့်မြတ်သောအတွေးတွေတွေးပြီးတော့မြင့်မြတ်သောအလုတ်တို့ဖြစ်မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့နော်ဦးဇင်းတို့တရားဟောတာတနာရီနဲ့15မိနစ်ပြည့်တော့မယ်နော်ဒါကြောင့်မြင့်မြတ်သူတို့ဤအတွေးဆိုတဲ့မဟာပုရိသဝိတကသုတ်တံအနုရုဒ္ဓမဟာဝိတကသုတ်တံဆိုတာကိုဦးဇင်းတို့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဝန္တုတိတေတုံမဂတေတရားနာပိသပေါင်းသူတော်ကောင်းတို့ဇာတာအလုံးသောတတ္တဝါနန္ဒတို့အားသဗ္ဗမင်္ဂလလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းနတ်အပေါင်းတို့ကလည်းပဲရက္ခတုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဝရတုဘဝေနခေငါဝါလူသေးစုမငါပွင့်တော်မူကြတဲ့သုစတုထာဝဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မတုဘဝေနဘယ်လီရန်ဘူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေရန်သောတရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာတုဘဝေနဘေကထံလေးရောက်ဗလထံလေးရောက်ဆိုသောရှင်တော်ရိယာသံဃာရှင်မြတ်တို့နှင့်တကွာသီလကိုသမာဓိကိုပညာကိုနှုတ်နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခါပဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းပါချမ်းသာခြင်းရှိကြကုန်သည်
ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း